အကြောင်းကြောင့်ပေါ်လာတဲ့တရားအကြောင်းပြုပြင်လို့ပေါ်လာတဲ့တရားဒါဖြင့်ဘယ်လိုအရာတွေလဲလို့မေးရင်အမြဲမပြတ်ပြုပြင်နေရတဲ့တရားတွေကိုသင်္ခါရတရားလို့ဟုတ်ပြီနော်သင်္ခါရဆိုတာအကြောင်းတရားတွေကအချိန်ချင်းအထက်ထအဖန်ဖန်မပြတ်ပြုပြင်ပေးနေရတယ်မနက်ကဦးဇင်းနည်းနည်းလေးပြောပြတယ်သင်္ခတတော်ဟုတ်လားတဏှာယောက်ျားလက်သမားဤဆိုးဝါးရုံမှာပြုပြင်ရာကိုယံခါမသွေအမြဲခံနေရသောအ내သဘောသည်၎င်းပိလနတ်တော်မှာကင်းရာပုဂ္ဂိုလ်ခင်ရာမိတ်ကိုညာတာမဖက်အမြဲနှိမ့်ဆက်တတ်တဲ့သဘောဆိုတော့ခန္ဓာရှိရင်ခန္ဓာကနှိမ့်ဆက်နေတယ်ဘယ်လိုနှိမ့်ဆက်လဲအဖန်ဖန်ပြုပြင်ခြင်းဖြင့်နှိမ့်ဆက်နေတယ်ဗါတဲ့ရုပ်တရားဖြစ်ဖို့ရုပ်ကိုဖြစ်ပေါ်စေတဲ့သင်္ခါရတရားအကြောင်းတရား၄ပါးကံစိတ်ဥရုအာမပြတ်ပြုပြင်ပေးနေရတယ်ဓာတ်၄ပါးနဲ့ဖွဲ့ထားတယ်ဓာတ်၄ပါးဖြစ်ပေါ်ကြောင်းကိုကံကထောက်ပံ့ပေးရတယ်စိတ်ကထောက်ပံ့ပေးရတယ်ဥရုကထောက်ပံ့ပေးရတယ်အာဟာရကထောက်ပံ့ပေးရတယ်တခါထောက်ပံ့လိုက်ပြီးရောလားအခုခင်ဗျားတို့ထမင်းစားလိုက်တာကထမင်းစားပြီးသွားပြီမနေ့စာစားပြီးပြီတနေ့ကုန်နေလို့ရတယ်ကုံပြောရင်ထမင်းအသက်1မိနစ်ဟောထမင်းအသက်9ရက်ထမင်းစားပြီး9ရက်နေလို့ရတယ်သင်္ခါရတရားမရဘူးမနာမယဒလဇပြုပြင်ပေးနေရဟုတ်ကလားတခါနံခန္ဓာနာနဲ့ပတ်သက်တဲ့ခန္ဓာဝေဒနာသင်ညာသင်္ခါရဝิญဉ်မရှိဘူးလားရိုးရိုးလေးတို့မြန်မာလိုနားလည်အောင်ပြောရင်စိတ်ပဲဖြစ်ဖြစ်ဝေဒနာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်နာခန္ဓာဟာလေသူတော်ကောင်းတို့ရဲ့တဏ္ဍာမှာတဲ့အမြဲခိုင်ခန့်တည်တံ့ပြီးရှိနေတဲ့တရားလားပြုပြင်ပေးနေရတဲ့တရားလားဖြည်းဖြည်းချင်းနားလည်အောင်လို့နော်ဝိပဿနာဉာဏ်ကအဲ့ဒီပြုပြင်နေရတဲ့သင်္ခတဒုက္ခကိုမြင်အောင်ကြည့်ရသင်္ခတမြင်မှအသင်္ခတဓာတ်မပြုပြင်ရတဲ့နိဗ္ဗာန်သဘောကိုနားလည်သင်္ခတအသင်္ခတဟုတ်ပြီနော်တဏ္ဍပတ္ထောဒီမှာဒုက္ခသစ္စာရဲ့အကြောင်းတွေကပိလနထကနှိမ့်ဆက်တယ်ခန္ဓာ၅ပါးကနှိမ့်ဆက်တာသင်္ခတတကခန္ဓာကိုပြုပြင်ပေးတဲ့တဏှာမနေ့ကပြောခဲ့တယ်ကာမတဏှာဘဝတဏှာဝိဘဝတဏှာမရှိဘူးလားအဲ့ဒီတဏှာတွေကဒီခန္ဓာကိုပြန်ပြုပြင်တယ်ဆိုတော့ဒီခန္ဓာကသူကိုယ်တိုင်ကလည်းခမည်းတော်ကျုပ်တို့ကိုနှိမ့်ဆက်နေတယ်သမင်းကျွေးပါဦးရေတိုက်ပါအောင်ရေချိုးပေးပါအောင်ဝက်လဲပေးပါအောင်အိပ်ပေးပါအောင်ထပေးပါအောင်ထိုင်ပေးပါအောင်အိပ်ကြည့်ပဲကောတောက်လျှောက်နေနိုင်သလားမနေပါဘူးထိုင်ရက်ကောရက်ရက်ကောပွားရက်ကောလျောင်းထိုင်ရတာအရိယာဘုတ်၄ပါးလည်းညီညွတ်အောင်ပြင်ပေးနေရတယ်အစားအသောက်အာဟာရကလည်းမပြတ်သူ့ကိုထဲကျွေးနေရဟုတ်ကလားအဲ့တော့သူပြုပြင်နေရတယ်သူကသူ့ကိုကိန်းဝတ်ထားတဲ့ခင်ဗျားတို့သိမ့်ပိုက်ထားတဲ့ပုဂ္ဂိုလ်တိုင်းသူ့အတွက်ဘယ်တော့မှမအားရဘူးရုပ်အတွက်ပြင်ရနာမ်အတွက်ပြင်ရပြင်နေရဒါသူကနှိမ့်ဆက်တာတခါသူ့ကိုနှိမ့်ဆက်တာရှိသေးတယ်တဏှာကလူချင်းတူတူသူချင်းမြတ်မြတ်နေဖို့အစင်တန်းမြင့်မြင့်နေဖို့မင်းသားသမီးတွေအစင်တန်းရှိဖို့ဟမ်တခါတဲ့တဏှာကနှိမ့်ဆက်လို့မနာမရပြေးနေရရှာဦးဟာဖွေဦးဟာတစ်သက်လုံးရှာတစ်တန်တရားလုံးရှာကိုသားသမီးတွေပဲလုပ်ရမှာပေါ့ကိုမြေးမြစ်အတွက်ပဲလုပ်ရမှာပေါ့ကိုလင်သားအတွက်ပဲလုပ်ရမှာပေါ့ကိုမယားအတွက်ပဲလုပ်ရမှာပေါ့ဟမ်ရှာဘယ်သူခိုင်းလဲအစာလေးစားတယ်ဒီဟာမစားခြင်းဘူးဟိုဟာမစားခြင်းနဲ့
ဒီရတာမဖျားခြင်းဟိုရတာမှလိုချင်တယ်ဒီအဝတ်မဝတ်ချင်ဘူးဟိုအုံးမအဝတ်မှဝတ်ချင်တယ်ဟိုလိုလေးဝတ်ချင်တာဒီလိုလေးဝတ်ချင်တာလူခိုင်းနေတာဒီအတုပကိုအယောင်မျိုးမျိုးချယ်ပြီးတော့ဟမ်သူတော်ကောင်းတို့ကိုဆွဲဆောင်နေအောင်တာရအောင်တဏှာလှည့်တဏှာယောက်ျားလက်သမားကြီးစိုးဝါးရုံမှာပြုပြင်ရာကိုရန်ခါမသွေအမြဲခန်းနေရဒါရင်လားမဟုတ်သေးဘူးတဲ့တန်တာပတ္ထောကိလေသာမိဒုက္ခမိတို့ဤညီညီတောက်လောင်အမြဲခံနေရသောအ내သဘောသည်၎င်းဇာတိမိဇရာမိဗျာတိမရဏမိကလည်းလောင်နေမိအလောင်လွတ်သလားလွတ်ပါဘူးခန္ဓာကိုယ်စမ်းကြည့်အမြဲတမ်းကိုပူသလားအေးသလားနဲ့လုံနေရတာအဲ့ဒါမိတွေစမ်းနေတာတပြေးပြေးခန္ဓာကိုယ်တွေကနုပြိုလာသလားအိုမင်းရင်ရောလားမိလောင်နေလို့မိခင်တော့ကြက်တယ်ပေါ့ဗျာကြက်ခင်လေးငါးခင်လေးလှုပ်တယ်လို့သာကြည့်တော့ကိုတပြေးပြေးနဲ့ခင်ဗျားတို့ဒီအလောင်းဇရာမိတွေကလောင်နေတော့တပြေးပြေးရင်လာတော့ရုပ်တွေကရင်ကျင်းသလားဒါကပင်ကိုခန္ဓာကပါလာတဲ့မိဇာတိမိဇရာမိဗျာတိမရဏမိနောက်ကိလေသာမိယာဂမိဒေါသမိမောဟမိဟုတ်ကလားယာဂကလည်းသူတော်ကောင်းတို့ကိုတောက်လောင်ပြစ်လိုက်တယ်ဒါကြောင့်ယာဂကြောင့်မြန်မြန်အိုစားသွားတာလည်းရှိဒေါသကြောင့်ရုပ်ပြက်ဆင်းပြက်ဖြစ်နေတာလေဟင်သဘောပါသလားတာမန်ကြည့်ရင်ကြည့်လို့ရှုလို့ကြည့်ပြောရှုပြောရှိတဲ့ဟာတွေကဒေါသများဖြစ်နေဘလို့မှကြည့်လို့အစင်မပြေတော့ဒေါသမီးလောင်ပလိုက်တယ်တဏ္ဍပဋ္ဌကမီးလောင်ခံနေရတယ်နောက်ဝိပရိနာမထောငကိုခန့်ခိုင်မတည်နိုင်မဲ့အမြဲရင်းရိုင်ပြိုကွဲပျက်စီးတတ်သောအ내သဘောသည်၎င်းလာပြီအဲ့ဒီကိစ္စကအရေးကြီးဆုံးကိစ္စငကိုခန့်ခိုင်မတည်နိုင်မဲ့ရုပ်ဆိုတာတည်တတ်နေသလားတည်ပါဘူးဗျာတခွန်းချင်းဒီနေ့ဥပုပ်နေ့လည်းဖြစ်နေတော့ယောဂီတွေနည်းနည်းလေးအများလာတော့နော်အရေးကြီးတဲ့တရားလေးကိုကြုံတော့ကြုံခဲ့ရအောင်ယူသွားကြသမှာရုပ်အခုသူတော်ကောင်းတို့မြင်နေကြည့်နေရတော့အဆိုင်ခဲနဲ့တီးနေတယ်မနေ့ကလည်းဒီရုပ်ရှိတယ်ဒီနေ့ကလည်းဒီရုပ်ရှိတယ်ငယ်တုန်းကလည်းဒီရုပ်ပဲကြီးလာတော့လည်းဒီရုပ်ပဲငယ်ငယ်တုန်းကလည်းမတူဘူးနော်တူတယ်နော်အိုရှုပ်ရှက်ကိုခတ်တယ်ဟမ်ဒီရုပ်ကြီးကိုဒါပေမဲ့အဲ့ဒီရုပ်ကအမြဲတည်နေတဲ့ရုပ်လားတဲ့မဟုတ်ဘူးတဲ့မဟုတ်တာကိုနှလုံးသွင်းရမှာဟင်ဥဒိမကြပြောဘူးတဲ့သူတော်ကောင်းတို့ကိုမြင်တာအောင်ပလင်ပေါ်မှာထိုင်နေတဲ့ဥဒုမင်္ဂလာသည်မနေ့ကဟောခဲ့တဲ့ဥဒုမင်္ဂလာလားဟုတ်ပါဘူးဗျာဒါမြင်တာအောင်ပြောတာကိုလည်းပြန်နှလုံးသွင်းရမှာဟမ်မနေ့ကဟောတဲ့ဥဒုမင်္ဂလာရှိသေးလားရှိပါဘူးရှိတော့ဒီယုတ်ကြီးအောဥဒုမင်္ဂလာယုတ်လားမဟုတ်ဘူးမနေ့ကဥဒုမင်္ဂလာယုတ်ပျက်စီးခဲ့ပြီအခုနောင်တဖန်အစားထိုးထားတာတောင်မှအခုခင်ဗျားတို့မျက်စိရှိတယ်ငုတ်တုတ်ထိုင်နေတာစကားတခွန်းပြီးတခွန်းပြောတိုင်းတခါအစားထိုးတယ်ဒါလွယ်အောင်ပြောတာဟမ်တကယ်ဆိုရင်လက်ပြည့်တရက်တည်းမှာဂရေ9000ရုပ်ကလေဖြစ်လိုက်ပြန်လိုက်အစားထိုးလိုက်ဒီတော့ဘယ်အရာလေးတည်တတ်နေတာရှိသလဲရှိပါဘူးဗျာကိုယ်တဏ္ဍာမှာနော်ဘာမှခိုင်ခန့်တည်တတ်တာယုတ်ဝိပရိနာမထယုတ်ကလည်းတစ်ဖြတ်ပြိုလဲနေနာငါရောဖတ်တာပစ္စယဝေဒနာဖတ်တာပစ္စယဝေဒနာအာယုံတစ်ခုကိုသူရဖို့အမြဲတမ်းလုံးပန်းနေရတယ်ဟမ်အာယုံဓွာရတိုက်မှစိတ်ဖြစ်တယ်အဲ့ဒီစိတ်ကနောက်တစ်စိတ်မလာရင်သေပြီ
အဲ့တော့ဒီစိတ်ကလေးမပြတ်ဖြစ်ဖို့ကအမြတ်မပြတ်ပြုပြင်နေရတယ်ဒါဖြင့်အရင်စိတ်တွေနောက်စိတ်တွေရလို့ခိုင်ကန့်နေတဲ့စိတ်တွေပြောလို့ဒါပေမဲ့ခင်ဗျားတို့ကျတို့ကပြောလိုက်ကြတာကမင်းငါအရင်စိတ်မဟုတ်လို့နော်ငယ်တုန်းကလို့စိတ်မျိုးမဟုတ်လို့နော်အခုကကြီးစိတ်ပေါ့ဒါပေမဲ့ကြီးစိတ်ကရောကြီးတဲ့အချိန်မှာတည်နေတဲ့စိတ်လားဟုတ်ပါဘူးဗျာစိတ်ဆိုတာအာယုန်ဓာရတိုက်တွန်းပေါ်တယ်ပေါ်ပြီးရင်ဒီသဘောတွေမသိရင်မနေ့ကဝေဒနာပစ္စယတဏဆိုတာခန္ဓာ၅ပါးပစ္စယတဏပါပဲဟမ်ရုပ်ပေါ်လဲတဏရှိတာပဲဝေဒနာပေါ်လဲတဏရှိတာသင်ညာသင်္ခါရဝิญဉ်ပေါ်လဲတဏရှိတာအဲ့ဒီဆိုရင်တဏဆိုတဲ့သမုဒိယသစ္စာကသူဘာလို့မလဲအာယုဟနာထောနိဒာနထောတန်ယောဂထောပလိဘောဓထောအာယုဟနာထောဒုက္ခဝတ္ထုဒုက္ခအမှုတို့ကိုတခုမကြံတယံမစဲအမြဲစုဆောင်စည်းဘူးတော့မယ်ခင်ဗျားတို့ကာယကံဝစီကံမနောကံတွေမပြတ်ဖြစ်အောင်လုပ်တော့မှာမပြတ်ခိုင်းတော့မှာ तू ကတဏှာကလေခိုင်းနာပြီးတော့အဲ့ဒီကံတွေကကာယကံဝစီကံမနောကံတွေကလေလိုပြလိုလွင့်သွားမှာလားအကျိုးပေးဖို့တတ္တိတွေဆောင်ခြင်းပြီးမထားဘူးလားအဲ့ဒါတဏှာဘယ်လိုလို့သမျှကံတွေကိုလေသူကဗန်ထက်သေးကြတယ်နော်ဆွစ်ဇာလန်ဗန်တို့ဘာတို့ထက်သေးကြတယ်သူကအမြဲတမ်းစုဆောင်းထားတယ်ဘယ်တော့မှမပြောက်စေရဘူးအကြောင်းတိုက်ဆိုင်ရင် तू ကပြန်အကျိုးပေးမှာခင်ဗျားတို့အခုလှုပ်ထားပြီးသွားလို့နောင်မလာတော့ဘူးလို့တော့မထင်လိုက်နဲ့ဟမ်အကျိုးမပေးဘဲနေမှာလားပေးမှာလားပေးပါပါဗျာသဘောပေါက်ဟမ်ဒါကြောင့်ဦးဇင်းကဖြစ်သမျှအကြောင်းအလကားသင်ထားတာမဟုတ်ဘူးဟမ်ပြုတဲ့ကံတိုင်းကိုကောင်းအောင်လုပ်နေမှဟိုဘက်စိတ်ချရမှာဟမ်မကောင်းတဲ့ကံလေးတစ်ချက်ပါဝိုင်းအဲ့တစ်ချက်ကလိုက်အကျိုးပေးမှာပေးတဲ့ခါကျတော့ခင်ဗျားတို့ကျိုးတို့မှာဟိုညီးဒီညူဒုက္ခပဲငါဟာဟမ်ဟိုကအစင်မပြေဒါအစင်မပြေဖြစ်ဘူးလားဖြစ်ပါရဲ့ကျိုးကတော့ဖြစ်လွန်းလို့တောင်တော်တော်အရေးထူးနေဟမ်သဘောပါလားဘာတခုဟိုကအစင်မပြေဒါအစင်ပြေပြန်စဉ်းစားကြည့်ဟောဘယ်ပြေမလဲမပြေတဲ့အကြောင်းကိုလှုပ်ထားတာနော်ပြုတ်ထားခဲ့တဲ့အကြောင်းရှိရင်ဒီအကျွေးရဆက်ကိုဆက်ခိုင်ခိုင်မာမာသိထားမှမတုံလို့တာခိုင်ခိုင်မာမာမသိဘူးဆိုငါမှဖြစ်ရလေချင်းငါတို့မှဖြစ်ရလေချင်းငါလို့ရင်ဒီလိုကြီးပဲဟုတ်ကဲ့လားတကယ်ကပြုတ်တဲ့တုန်းကအကြောင်းတရားပြုတ်တုန်းကကျတော့ခင်ဗျားတို့တို့ကပြုံးလေးပြုတ်လာတာအဲ့တော့ကိုလို့သမျှသိမ့်ထားမဲ့ကောင်ရှိတယ်လို့သိထားအောင်မှအမှုတမဲ့အမှန်မဲ့လှုပ်လဲ तू ကမမဲ့ဘူးဗျ तू သိမ့်ထားတာသေးသေးချာချာလှုပ်လဲ तू ကသိမ့်ထားတာကြိုက်သလိုလှုပ်မလွတ်စေရဘူးအာယုနာထောဒုက္ခဝတ္ထုဒုက္ခအမှုတို့ကိုတခုမကြံတယံမစဲတခုမကြံတယံမစဲသိသေးကြတာဟမ်အမြဲစုဆောင်စီဘူးနေတာနိဒာနထောဒုက္ခဝတ္ထုဒုက္ခအမှုတို့ကိုတခုမကြံတယံမစဲအမြဲပေးအပ်ဆောင်နှင်းတတ်သောအ내သဘောဟောသိမ့်ပြီးရင်ဒီတိုင်းမထားဘူးသူကတာဝန်ကြည့်တယ်ခင်ဗျားတို့ပြန်ပေးမှာဒါကြောင့်လည်းချစ်စရာကောင်းမြန်ရောဟမ်ကိုလို့ထားတဲ့ကံတွေကိုပြုထားတဲ့အမှုတွေဘယ်မှလွင့်မသွားဘူးတဲ့အမြဲသူသိမ့်ထားမယ်သိမ့်ပြီးရင်မပြတ်ပြန်ပေးမယ်ခင်ဗျားတို့ဒုက္ခအဝတ္ထုဒုက္ခဝတ္ထုခန္ဓာ၅ပါးဒုက္ခအမှုတဏှာသမုဒိယခိုင်းတဲ့ဟာမပြတ်စေရဘူးဂုံပြောခင်ဗျားတို့အိတ်နေတုံးတော့နားလာမေးရင်တွေးအောင်လက်ပြန်အတွက်ကြိုးစဉ်းစားတာဟမ်ဒီတိုင်းရမ်းအိတ်လိုက်လို့မဖြစ်သေးဘူးရှေးနောက်ရေးစဉ်းစားအောင်မှာပေါ့ဟမ်တောင်းလိုက်လိုက်ပြောင်းလိုက်လိုက်တော်တော်နဲ့အိတ်မပြောအိတ်ရထားတာနဲ့ဟဲ့လူလဲထားရတယ်ဘာလို့လှုပ်เสียရတယ်တပုံကြီးတော့မပြတ်စေရအောင်အိတ်နေတုံးတော့အိမ်မက်ခိုင်းလိုက်သေးတယ်သဘောပါသလားအိမ်နေတုံးတော့မလစ်လိုက်ရဘူးအိမ်မက်ခိုင်းလိုက်သေးတယ်နေအောင်မင်းမှာရှေ့ဖြစ်တယ်ရှိတယ်နောက်ဖြစ်เสียတယ်ရှိတယ်ရော့ဒါလေးတွေအိမ်မက်ပြီးတော့အလုံးလုံးတဲ့
အိမ်မက်ထဲခံစားလိုက်အောင်နဲ့အိမ်မက်ထဲပြေးအောင်ခါလွှာအောင်ဟာငိုအောင်ဟာတခုမကြံတရားမစဲအမြဲပေးအပ်ဆောက်တင်းမပူနဲ့တဲ့မင်းတို့နိဗ္ဗာန်ပရိနိဗ္ဗာန်မဆံမချင်းမအားစရာဘူးတို့ကိုယ်တော်ကြီးတောင်မအားဘူးဟမ်တော့ပါသလားဒါပေမဲ့ तू မအားတာကတော့ဘောဓိပင်နဲ့ရွှေပလင်ပေါ်မှာဖျားမဖြစ်ခင်တည်းကတဏှာခိုင်းတာပေါ့ဒါပေမဲ့ဟိုဘက်ဖျားဖြစ်သွားတဲ့အခါကျတော့ညာခိုင်းတာပေါ့ဒါကတော့ပြည်လေအောင်ပြန်ပြောပေးရတောင်းတောင်းအီစောရကတက်ကြမဲ့ပုံကိုယ်တွေအတွက်တကယ်တော့တဲ့တဲ့ပြောရင် तू လည်းတဏှာခိုင်းတာလှုပ်သွားတာပရိနိဗ္ဗာန်စံတဲ့အထိဘာလို့ရှားရှိတာဟုတ်ကိုယ့်အကိုသူ့မိတာရှင်သိလက်ထက်ကကိုယ့်အကိုနိဗ္ဗာန်ယူသွားပြီးပြီတယောက်တည်းလှုပ်တော့မင်းယောက်ျားကောင်းမဖြစ်ပဲနေမှာဆိုတော့မဟာပုရိသကြီးဖြစ်ချင်တာနဲ့ကဲဖျားဖြစ်ပရိနိဗ္ဗာန်စံတဲ့အထိမလို့တဏှာတတ္တိပဲဘာမှပြောမနေနဲ့ပြီးတော့အကုန်ချွတ်နိုင်လားဆိုမချွတ်နိုင်ပါဘူးသူသာဝကလောက်သူချွတ်နိုင်တာပါဖျားဆိုပြီးအကုန်သိမ့်ကျုံခေါ်မသွားနိုင်ပါဘူးပြန်ကြည့်တော့ဒီလေးသိမ့်ချေနဲ့ကဘာသိမ့်ချင်းမှာကြည့်တွေ့ခဲ့ကြုံခဲ့ဆုံခဲ့ကြတဲ့ပါရမီဖြစ်ပဲဒီပြန်ချွတ်သွားတာပဲအဲ့တော့ပါတီတစ်ခုထူထောင်သလိုပါပဲလိုက်စည်းရုံးရေးစင်ကိုယ့်ဘက်ပါလာတဲ့လူကိုယ့်လူပြီးတော့ကဲစရာရှိတော့ကိုယ့်လူကဲပေါ့ဖယ်စရာရှိတော့သူများဖယ်ပေါ့ဒါလောက်တာပါပဲအဲ့တော့သူမေဘုရားလည်းဘုရားအလောင်းတွေလည်းဘာလောက်သွားတော့ဆိုဒါပဲ16သင်္ချေသမားက16သင်္ချေစုတယ်ဟမ်8သင်္ချေသမား8သင်္ချေစုတယ်4သင်္ချေသမား4သင်္ချေစုတယ်သူနဲ့ပါရမီဖြည့်ပဲအကြောင်းဆုံးတဲ့ဟာပဲချွတ်သွားတာကိုယ့်လူမဟုတ်မလိုက်ခင်နေတယ်ဘာထူးလို့ဘုမင်္ဂလာအဲ့လိုတဲပြောတဲ့လွန်းလို့ခက်နေတာဟမ်ဒါပြောရင်ဟိုဘာမဟုတ်ညာမဟုတ်တည်းကိုလိုမမြင်တဲ့လူတွေပြဿနာထလို့ရှင်လုပ်နေဦးမှာလုပ်ရှင်လုပ်မလုပ်ရှင်ဒီဒါအမှန်တရားပဲဟမ်24သင်္ချေကုရီ80ဘိုးကြီးသသိန်းဒါပဲဒီပြင်ငါနောင်မလိုက်ခဲ့နေတဲ့ငါလူကုန်ပြီတဲ့ဟမ်သူ့လူမကုန်သေးတော့ဗျာ10လစောင့်သဘောပါကျုပ်ကလည်းပြောတယ်လုံးလုံးကမှဟမ်ခုကျုပ်တို့ကသူ့လူမဟုတ်ဘူးဟမ်သူ့လူဆိုစောင့်နေမှာပေါ့နောက်ကသူ့တန်တရားနောက်ကသူ့တာဝကနဲ့သူကျွတ်ရလိမ့်မယ်ကွငါသာသနာငါအဆုံးမနဲ့ကျွတ်မယ်လို့ဆိုသူအဆုံးမတော့ရှိသေးတာပေါ့ဒါပေမဲ့သူကိုယ်တိုင်ချွတ်ရမယ်လူတွေတော့မဟုတ်တော့ဘူးခင်ဗျားတို့ကျတော့အရင်ချာတယ်မဟုတ်ဘူးငုံကွဲတွေရှင်းလားအပြားနာတွေအဲ့ဒါဟိုမှာဒဲအိုးဆိုတဲ့ကောင်ချွတ်တယ်ဆိုထားခဲ့တယ်အဲ့တော့ကျုပ်ကလည်းဒီမှာအတန်ဝင်ဘာဝင်နေမကောင်းအော်ဟောတော့ပါလားသူ့လူမဟုတ်လို့ဓာပြစ်ခဲ့တာအမလေးလွမ်းနေသေးလွမ်းဘူးမလွမ်းပါဘူးရှင်းလားသူ့လူပဲသူချွတ်နိုင်တာမဟာပုရိသကြီးပြောတော့ဘာဖြစ်လို့ဆိုတော့24သင်္ချေကုဋီ80ဘိုးသိမ့်တာပဲသူဘလောက်စွမ်းစွမ်းဘယ်ဖရားဘလောက်စွမ်းစွမ်းဒီ limit ထက်မပူသဘောပြောတာအဲ့တော့ဘသူလက်ချက်ပဲထင်လို့ဒါပါပဲဟမ်ကိုရောကြီးဟိုသွားချုပ်အောင်ဘာလို့ဆိုမင်းအမျိုးကဟိုရှိတယ်သွားကိုရောကြီးဒီသွားချုပ်အောင်မင်းအမျိုးကဟိုရှိမင်းချုပ်မှကျွတ်မှာဟမ်နောက်ဆုံးသူ့ဘ10လစောင့်လိုက်ရတယ်ဟိုမှာပြိဋိနိဗ္ဗာန်ဆံဖို့ယောဂကတ်လာပြီဒီခန္ဓာဇီဝိတတဏ္ဍာပြတ်ပြီပြတ်တာကိုဖလားသမဘာနဲ့ချုပ်ဆက်ထားရတယ်ဘာဖြစ်လို့ဆိုသူ့လူမကုန်သေးလို့သူ့လူလဲကုံရောအရှင်ဘုရားခဏနေပါဦးအာနန္ဒာတာဟာနေလဲမထူးဘူးဟာအာနန္ဒာကငါလူတယောက်မှမရှိတော့ဘူးသဘောပါလားအမလေးဗျာကထားပါတော့ရှေ့ဆက်ပြောလုံးကုန်လိမ့်မယ်နော်အဲ့တော့ပြန်စဉ်းစားဒီတဏှာယောက်ျားလက်သမားကခမည်းတော်ကျိုးတို့ကိုခြေလေထားတာပရိနိဗ္ဗာန်စံတဲ့အထိခြေလေတယ်ဒါလေးမှတ်ထားအဲကြောင့်သူကဝိကျွေးတွေကုံအောင်ဆက်ခဲ့ရတယ်ဟမ်10လဖလားသမဘာနဲ့လည်းချုပ်ဆက်ထားရသေးတယ်နောက်ဆုံးဝမ်းတော်လာပြီးပရိနိဗ္ဗာန်စံအတုမရှိကိုတော်ကြီးဖြစ်ပါရဲ့ဒါနဲ့ခါနာလို့လှုပ်ကြပါအောင်ဟာဘိုင်းနာလို့လှုပ်ကြပါအောင်ဟာဟမ်တခါမြဘိုင်းနာနေလို့ဆိုပြီးမှရှင်သာရိပုတ္တရာတို့အပြေးလွှားထွက်ရှာရတယ်ညာကြီးမင်းကြီးဘာတော့ပြောက်ဘူးတော့ဖေရဟိုတရသီးမဲ့ဖြော်ရည်လေးအမေရှိတော့ကတော့ငါအ
အမေဆိုတော့ဟိုမိတို့တော့ခေါ်ရမီပေါ့လေအမေနဲ့နေတော့ကတော့သူ့တိုက်ဖူးတယ်သူကလေနာယောဂရှိတယ်လေနာယောဂဘာလို့ရှိတော့ဆိုဖခင်ကပါစကဝမ်းမီအလွန်ကောင်းနော်အင်ဗလာအမတန်ပြည့်ဝတယ်လို့ဆိုတော့အစာချေ digestion system ကအလွန်မြင့်တဲ့ခါကြတော့အစာချေတာမြန်နေမြန်ပြီးတော့ဝမ်းမီကပူလုံးတော့စမြင်းဖြစ်သွားတော့ဝမ်းချုပ်တယ်ဘုရားဒုက္ခတွေမှာအဲ့ဒါတွေကဒါတွေကခွန်အားဗလာကောင်းလုံးလို့ထင်ပါရဲ့လို့မမှတ်လိုက်နဲ့အတိတ်ကပြုထားတဲ့ဝေကျွေးရှိလို့ဒီဘိုက်နာတဲ့ဒုက္ခခံကဲအဲ့ဒါဘုရားဖြစ်ပြီးလွတ်သလားလွတ်ပါဗျာသူ့လက်ချက်ပဲတော့ပါလားပရိနိဗ္ဗာန်မဆံမချင်းခံရှင်းလားအဲ့တော့ဒုက္ခဝတ္ထုဒုက္ခအမှုတို့တစ်ခုမကြံတရားမစဲအမြဲပိတ်အပ်ဆောင်ရင်းဟုတ်ပြီနော်အဲ့တော့ဦးဇင်းတို့သိထားမှာဟောဒီခန္ဓာကြီးကိုယုတ်နံနှစ်ပါးယုတ်ကလည်းယုတ်ပြက်လို့ယုတ်အစားထိုးနိုင်အောင်နာမ်ကလည်းနာမ်ပြက်လို့နာမ်အစားထိုးနိုင်အောင်မပြတ်ပြုပြင်ပြီးတော့နေရတယ်ဆိုတာတစ်ချက်နောက်တစ်ခါဟောဒီခန္ဓာကြီးရလာကြတဲ့ကယင်ဟောဒီတဏှာသမှုရိယရဲ့ခိုင်းစေမှုအောက်မှာနော်မပြတ်ဆောင်ရွက်နေရတယ်ဆိုတဲ့သဘောနှစ်ခုကိုတော့ဝိပဿနာမလုပ်ခင်ပိုင်နိုင်သိထားဒါဖြင့်ဒီရုပ်ပြက်လို့ရုပ်စားထိုးနေတာလဲကိုယ်သဘောကိုယ်အကြိုက်ကိုယ်အလိုက်တိုင်းအစားထိုးနေတာလားသူ့အကြောင်းနဲ့သူလာတာဟုတ်ပြီနော်မျက်လုံးပြက်ချိန်တန်ပြက်မယ်သွားကြိုးချိန်တန်ကြိုးမယ်နားထိုင်းချိန်တန်ထိုင်းမယ်ဟမ်ဒူးနာချိန်တန်နားမယ်ခါနာချိန်တန်နားမယ်ကိုယ်အကြိုက်နဲ့အစားထိုးနေတာမဟုတ်ဘူးသူ့အကြောင်းနဲ့သူအစားထိုးနေမြင်လားမြင်လားဒီဝိပရိနာမထဒုက္ခကိုခင်ဗျားတို့မြင်မှဝိပဿနာဉာဏ်အမှန်ရဝိပဿနာဉာဏ်အမှန်မရမချင်းလေသူတော်ကောင်းတို့ဟောဒီသာသနာနဲ့တွေ့ကြဒီသာသနာနွယ်ဝင်မဖြစ်သေးဘူးသာသနာနွယ်ဝင်ဆိုတာဒီကျွတ်တန်းဝင်မဲ့တန်းတဲ့ကိုပါလာမှသာသနာနွယ်ဝင်နင်းပြောတဲ့သဘောပေါက်လားဝိပဿနာဉာဏ်မရရင်ဒီဘာသာတဲ့လမ်းမှန်ပေါ်ရောက်ပြီလို့ပြောလို့မရဘူးအမိခံကအမိခံပဲရှိတန်းချင်းမတူဘူးနော်ပြီးတော့ကြီးတဲ့အဆင့်ချင်းမတူဘူးကျေးဇူးရှင်ဘုရားဆရာတော်ဘုရားတို့ပြောသွားတာအရိယာမျက်လုံးနဲ့ကြည့်ပြောသွားတာအရိယာမျက်လုံးပိုင်ရှင်မြင်တဲ့အမြင်ကိုပုထုဇဉ်တွေဘယ်လိုက်မြင်မလဲဟမ်အဲ့တော့ပုထုဇဉ်တွေကနီးမျိုးစုံနဲ့ဆရာတော်ကြီးပြောတာဝေဖန်တယ်ဦးဇင်းထိုင်ကြည့်တယ်ဩဒါအမြင်မတူတာပဲဖြစ်မယ်ဥပမာတာဝကမှာပါရမီမလို့ပုထုဇဉ်တွေကကျွန်းပြန်နေအောင်ဝေဖန်တယ်ဟိုကအရိယာမျက်လုံးနဲ့ကြည့်သွားတော့ဘုရားစကားကိုလူတိုင်းမသိဘူးဘုရားစကားဝေးလို့အခုကိုရှိရသီလသမာဓိပညာပြည့်စုံတဲ့ဆရာသမားစကားတောင်လူတိုင်းမသိတော့ဘသူကဘာလဲဘယ်အဆင့်လဲသိမှမသိတာသူများဝေဖန်မှုများဘယ်သောအခါမှမစင်စားနဲ့တရားနာတဲ့အခါလဲကိုနားလေတာကိုသဘောပေါက်တဲ့တရားနာကိုနဲ့ကိုခန္ဓာဖြစ်စဉ်နဲ့ကြိုက်တဲ့တရားကိုယူထားမကြိုက်တာပယ်လိုက်တို့ဗုဒ္ဓဘာသာဗုဒ္ဓရဲ့လမ်းစဉ်ကိုဒါဝိပဿနာဝါဒီကိုယ့်အကိုဝေဖန်ယူရမှာဘသူပြောတာမှအတီလုံးလို့မရဘူးရှင်းတယ်နော်ဒါလွတ်လပ်စွာခံယူပိုင်ခွင့်ရှိတယ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိတယ်လွတ်လပ်စွာဝေဖန်ပိုင်ခွင့်ရှိတယ်အဲ့ဒါဗုဒ္ဓဘာသာအဲ့ဒါထေရဝါဒလွတ်လပ်စွာပျောက်သွားရင်ထေရဝါဒပျောက်ထေ
ထေရဝါဒနဲ့အတန်ကောင်းဟင့်နေပြီးတော့ဘာလဲလို့သေချာအဲ့ဒီဟစ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီအတန်နောက်ကအဓိပ္ပာယ်ကိုသိအောင်လုပ်ရှင်းလားခုခင်ဗျားတို့ပြောနေတာဥဒုမင်္ဂလာကကျုပ်ဝါဒပဲခင်ဗျားတို့ကျုပ်နောက်လိုက်တော့လို့ပြောသလားပြောပါဘူးဦးစင်းပြောတာကိုယုံတော့လို့မပြောဘူးကိုယ်တိုင်ဉာဏ်နဲ့ကိုယ်တိုင်စစ်စစ်အခုပြောနေတာလေခန္ဓာအရှိတရားကိုဘုရားဟောတယ်ဘုရားဟောတဲ့လောကအမှန်တရားကိုဥဒုမင်္ဂလာတဆင့်ပြန်ပြောတယ်တဆင့်ပြန်ပြောတာရှင်းလားအဲ့တော့ဒီဝိပရိနာမသိအရေးကြီးတယ်နော်ခုဒုက္ခသစ္စာနဲ့သမုဒိယသစ္စာအချက်ကိစ္စလေးတွေဟာသူတော်ကောင်းတို့သိထားမှကြားဘူးထားမှကိုယ်တိုင်ဆင်ခြင်တဲ့အခါမနေ့ကအာနှမျိုးဆင်ခြင်နိုင်တဲ့အာပွားများနိုင်တဲ့အာပြန်ပြောဒီနေ့ကိုနှစ်ပွဲသူတော်ကောင်းတို့ကိုမနေ့ကိုပရိစ္ဆသမုပ္ပါအေယာတိညနေကိုအလုတ်ပေးဝိပဿနာသမာဓိထိ5မျိုးကိုအခြေခံဟောနေတာတခြားမဟုတ်ရှေ့နောက်အခြေဆက်မိနဲ့သူတော်ကောင်းတို့နားလည်နိုင်အောင်အကျေတဝက်နားလည်နိုင်အောင်တွဲဟောနေတာဘောပါတယ်နော်ပရိစ္ဆသမုပ္ပါအရာလဲအကြောင်းတရားနဲ့အကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားအခြေအဆက်နဲ့သွားနေအခုလဲခန္ဓာဖြစ်စဉ်တွေဟာရုပ်ကလည်းရုပ်ပြည့်ရုပ်အစားထိုးနာမ်ပြည့်နာမ်အစားထိုးအကြောင်းတရားနဲ့အကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားအကြောင်းတရားနဲ့အကျိုးတရားချိတ်ပြီးပြင်နေတာဒီဘက်ကကံစိတ်ဥပါဒအပြင်တယ်ဒီဘက်ကတဏှာကကူပြင်ပေးတယ်ဟမ်သဘောပါသလားတဏှာမပါရင်ခင်ဗျားတို့မပြောဘူးလေမပြောရင်မပြင်ရင်ပြက်သွားမှာပေါ့ပျောက်သွားမှာပေါ့အပျောက်မခံနိုင်ဘူးတချို့ကဒီနေ့မာနလို့ပြောတာမာနကဝတ္တဝတိနတ်ပြည်မှာနေတာခင်ဗျားတို့လိုငမြောက်ငါးချောက်စီမလာဘူးဒီတဏှာကိုမာနခေါ်တာပဲခင်ဗျားတို့ကျုပ်တို့တွေ့ကြတော့ဘုရားကတော့အတုမရှိကိုတော်ကြီးမို့လို့သူနဲ့ထိုက်တန်တဲ့ရန်သူကဝတ္တဝတိနတ်ပြည်ကဆင်းလာခင်ဗျားတို့မကြည့်ပါဘူးအေးလုပ်ပြီးတော့နော်မာနဖြစ်တာမဟုတ်ဘူးကိုယ်တဏှာဖြစ်တာရှင်းလားတဏှာယောက်ျားလက်သမားဤသိုးဝါရုံမှာပြုပြင်ရာကိုရန်ခါမသွေအမြဲခံနေရသောအ내သဘောသည်၎င်းဒါမပြတ်သတိထားနေရအဲ့တော့ဝိပဿနာရှုရင်းနဲ့လေဘသူဝင်နှောက်တတ်သလုံးမေးဟောဒီလိုတွေသိထားဟမ်အပြက်ဝင်လာတယ်အမောက်ဝင်လာတယ်ပယောဂဝင်လာဘယ်ပယောဂမှမဝင်ဘူးဘယောဂပိုင်ရှင်ကတဏှာပဲဘယောဂဆိုတာအနှောက်အယှက်ဆိုတာကိုယ့်ကိုလုံနေတဲ့ကမ္မထအနှောက်အယှက်ဖြစ်သွားအောင်ဘယ်သူအလုံနိုင်ဆုံးလဲမေးဒါမို့ဒီနာယီနဲ့ဒီနဲ့ခုနာယီပိုင်းပြီးလုပ်ရတယ်ဆိုတာအဲ့ဒီအနှောက်အယှက်တွေကိုတည်ငါကန့်နိုင်အောင်ပယ်မြစ်နိုင်အောင်နေရာတိုင်းမှာအဓိပ္ပာယ်ရှိတယ်နော်တဏှာဤလုံးမှတရားလားဆိုတာအမှန်တညံနှုတ်လို့ဝေဖန်တာညံနှုတ်လို့ဝေဖန်တာနေရာတိုင်းမှာအဓိပ္ပာယ်ရှိတယ်ဒီတဏှာကြီးနဲ့ဒီတဏှာကြီးငါတဏှာကြီးတရားအထုတ်ပါဒီကြားထဲကသားရည်သမီးစီးပွားရေးလာမပြောနဲ့ပိုင်းနိုင်တယ်မနိုင်သေး15မိနစ်ပိုင်းထားရှင်းလားရသလောက်ကဲယူရမှာမို့လို့ဒီ training လေးတွေသွားတာဒါရင်လားဆိုမဟုတ်သေးဘူးကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးဉာဏ်ရည်တွေဟာတကယ်သိတတ်ကြည်ညိုတတ်ရင်အံ့ဘွယ်တွေပြောလို့မကုန်တချို့ဘုန်းကြီးတစ်ပါးပြန်တော်မူရင်အံ့ဘွယ်တွေဘာတွေညာတွေရှောက်ရွတ်ကြကျေးဇူးရှင်ဘုရားဆရာတော်ဘုရားကြီးပြောလို့မကုန်တိတ် recorder ကြီးတွေနဲ့ဟောကျင်သလောက်ဟောလို့ရတဲ့ခင်မှာတဏှာကြီးတိပဲဟောတရားအထုတ်တဏှာကြီးတိပဲထိုင်ခိုင်းတယ်အဲ့ဒါဘာဖြစ်လို့လဲမေးဒုက္ခကလွန်ခဲ့တဲ့နှစ်ပေါင်း90ကဒါဆရာတော်ဘုရားကြီးခန္ဓာဝန်ချတာနှစ်90ပြည့်ပြီအဲ့တော့လွန်ခဲ့တဲ့နှစ်90တုန်းကလူတွေဟာအာယုံစူးစိုက်နိုင်မှုဟာမိနစ်90ရှိတယ်ဒါနောက်ပိုင်းသိမ္မာပညာရှင်တွေကထုတ်ပြောတော့မှသိလာတယ်ဆရာတော်ဘုရားကြီးကသူတို့အရင်ကြိုသိတယ်
မိနစ်90ပဲရှိဒါမှမဟုတ်10မိနစ်တန်ဒီ15မိနစ်တန်ဒီတမာရီထူထောင်နဲ့ပြီးတော့မှဟိုဘက်ဝိပဿနာရှုတဲ့စူးစိုက်တိုင်းတဲ့အချိန်လိုက်ကလေးအပိုင်းခြားလေးထားပြခဲ့တာဒါကိုတနာကြီးဘာလို့ထိုင်ရလဲဆိုတော့မိနစ်90ပဲစုနိုင်တော့ခုဆိုရင်ကြုတ်ထင်တယ်ခင်ဗျားတို့မိနစ်20တောင်မလွယ်တော့မိနစ်20ခင်ဗျားတို့စိတ်အာရုံလေးစုထားနိုင်ဖို့မလွယ်ဘူးရှင်းလားရှင်းပါဗျာကမ္မစရုပ်တွေညံ့လာစိတ်တစရုပ်တွေညံ့လာဘယ်တော့မှစိတ်ဓာတ်ခွန်အားကလည်းပျော့ပျော့ညံ့ညံ့ပဲရှိတော့ဟမ်ဘောပါသလားသီလာထိန်ရသလောက်ထိန်တာပေါ့မရဆွန့်တာပေါ့ခု69နှစ်ဆိုတဲ့အမေကြီးကဥပုပ်သတင်းသီလာဆောင်ထိန်ရင်ခုချိန်ကြီးအစင်ကျေဆုံးဖြစ်အောင်ထင်းနေစိတ်ဓာတ်ခွန်အားသိပ်ကောင်းခုကြခပ်ပြောပဲတထိုင်ပေါ့ဖေမစားခင်အထိပေါ့ဖေဟမ်တော့ပါသလားခုချိန်ကြီးအဖိုးကြီး69နှစ်ဘွားကြီးထသူ့ဟာသူထားသူများလာတွဲမကြိုက်ဘူးခုဒီရဟာတွေကတော့နည်းနည်းလေးတွဲပဲမလေးကျေးဇူးသက်သာပြီးတာဟိုကကိုယ်အထီးကိုမခံတာစိတ်ဓာတ်ခွန်အားတွေမရှိတော့လက်ကမ်းပြီးလို့တော့ဘသူကံအစင်းသိမယ်ဘာလို့ဆိုမှီရပြီးတာဘာကြီးဖြစ်သွားတော့ကျင်းလားစိတ်ခွန်အားမရှိတော့ခဏလေးတော့မတောက်နိုင်ဘူး15မိနစ်ကိုခင်ဗျားတို့15မိနစ်ကိုခင်ဗျားတို့အရိယာဘုတ်မညီတာအကုန်လုံးအသေးစိတ်များဗီဒီယိုရိုက်တာသိသေးတာပေါ့စထိုင်ကြတာတော့ဒီလိုပဲအကျော်လျှော့ဆိုသူကအကုန်လျှော့ချပလိုက်ကံစွမ်းအားတွေလည်းနည်းနေပြီစိတ်ဓာတ်ခွန်အားတွေလည်းရုပ်ညံ့တယ်ဥရုကလည်းညံ့တယ်အာဟာရကလည်းညံ့နှစ်90အတွင်းမှာအများကြီးပြောင်းလဲသွားပြီဥပဒေတွေကြည့်မတတ်တော့ဘူးဟိုရည်စရာပြောတာမဟုတ်ဘူးဦးသိရလေးခင်ဗျားတို့ချိုးနေခြင်းလို့ပြောနေတာလည်းမဟုတ်ဘူးနော်သိစေခြင်းလားနော်ခင်ဗျားတို့ချိုးနေရလို့ချိုးမဘာမှမရဦးသိမြင်ထားတဲ့အမြင်သိထားတဲ့အသိရှိထားတဲ့ပညာတွေခင်ဗျားတို့ရပါစေဒီစေတနာတစ်ခုတည်းနဲ့ပေးခင်ဗျားတို့ဥပဒေတွေကြည့်အဟုတ်မတတ်တော့ရောကုန်မျိုးနွယ်တွေလည်းရောအကျင့်တွေလည်းနှောကုန်နော်အကျင့်အဆင့်တန်းမရှိသူတွေရှိသူတွေအကုန်ရောနေတော့ဥပဒေတွေပြက်လွန်ခဲ့တဲ့နှစ်50ကလူတွေရဲ့ဥပဒေနဲ့မတူတော့ဦးဇင်းအခု90ကျော်100ကျော်အဖိုးကြီးတွေဦးဇင်းအများကြီးတွေ့ဘူးဟိုတောင်မျိုးကအခုတော့မရှိတော့ဘူးထင်ပါတယ်ခွာကြီးတယောက်ဆိုလဲအခုလိုပဲ90ကျော်မှတခါတော့တွေ့ဟိုသူကတော့အခုပြောနေတဲ့ဦးဇင်းတို့ယဟန်အမကြီးကျောင်းအမကြီး69နှစ်ကမာနအလွန်ထမ်းတယ်မေတော်ကြီးအတငယ်ချင်းကိုအမေတငယ်ချင်းဆိုတော့သူကတခိုင်းနဲ့တလိုက်နဲ့ဟို69နှစ်ဟိုတောင်မြို့မှာတွေ့ရတဲ့ဒကမာကြီးရကြတော့မျက်နှာလေးကချိုးပြီးတော့အေးနေ69နှစ်လို့လည်းမထင်ရဘူးသူ့မျက်နှာလေးကနုနေပြောလိုက်ရင်ပြုံးလေးနဲ့လေသံလေးကပျော့ကလေးပြောတယ်ပြီးတော့ဘာပြောလို့တရားစကားပဲပြောတယ်သူ့ရင်သားတွေသမီးတွေမြေးတွေမြစ်တွေစီဝါဥစ္စာအလွန်တောင့်တင်းတယ်ဘာတစ်ခုမှဝင်မပြောဘူးတရားတွေသူရှာပေးခဲ့တာတဲ့ရှာပေးခဲ့ပြီးထားပေးခဲ့ပြီအခုသူ့ကိုကျွေးတာနဲ့ပဲစားတယ်မိကိုသူတို့စမ်းကြတယ်အလွန်ငံတာနဲ့သွားကျွေးလဲငံတဲ့တိုင်းစားပြီးတော့သူတင့်တော့တဲ့လောက်သွားပြီးတော့တော်ပြီပေါ့တဲ့အတိုင်းကျွေးလဲပေါ့တဲ့အတိုင်းစားတယ်အချိန်ပြည့်အဲ့ဒီဘုရားရှင်နာမှာတရားထိုင်တရားအထုတ်တရားလေးနှလုံးသွင်းသူ့ရှေ့လာရင်တရားစကားပြောကြည်လင်းနေတာရုပ်ရည်ဥပရိပူက
အထက်တန်းကြတဲ့ပုဂ္ဂိုလ်ရဲ့ဥပဒိနဲ့အောက်တန်းစားဥပဒိမတူဘူးနော်ကိုခင်ဗျားတို့ကျုပ်တို့ရုပ်ရည်တွေကြည့်ပွားရောင်းရောင်းနော်တော့ပါသလားဟိုအတွန့်ဖြောက်ရဒီအတွန့်ဖြောက်ရဟိုအရေးလိမ့်လာဒီအရေးလိမ့်လာအဲ့ဒါရုပ်ဥပဒိတွေညံ့လာဥပရိဝိပတ္တိတဖြည်းဖြည်းတွားနေအစဉ်တမ်းမရှိတော့ဘူးဆိုတာအခုနောက်ပေါက်တဲ့ကလေးတွေပြန်ကြည့်နော်ဘယ်အပိုင်းကဖော်လိုက်ရချွတ်လိုက်ရသူတို့တော့ဝမလေးဟောအဲ့ဒါစိတ်ဓာတ်ခွန်အားတွေရုပ်ညံ့လာသဘောပါလားနာမည်ကြီးမယ်ဆိုအကုန်လုပ်တယ်ဟောကိုချင်းသိက္ခာကာအိန္ဒြေဘာမှမတွက်တော့ဘူးယောက်ျားဖြစ်စေမိန်းမဖြစ်စေငွေရမယ်ဆိုအကုန်လုပ်တယ်အဲ့ဒါစိတ်သက်ခွန်အားတွေရုပ်ညံ့လာအဲ့ဒီစိတ်နဲ့အတူဥပဒိတွေပျက်စီးလာသဘောပါလားအဲ့တော့ဦးဇင်းတို့ကဒီမှာအသေးစိတ်ခမည်းတော်ကိုဘာလို့ပြောရလဲဆိုခမည်းတော်စိတ်ကတကယ်ကိုနိဗ္ဗာန်ကိုလိုချင်းချင်းနဲ့နှစ်ကဒီဇိုင်းမကြိုးစားမှုဘက်မှာမရှိသလောက်အားနေနေဒါဖြင့်အမိုက်ခံပြီးဥဒုမင်္ဂလာဘာလို့ပြောနေတော့ဆိုရင်ဥဒုမင်္ဂလာယုံကြည်ထားတာတစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့သစ္စာတရားကိုနားလည်တဲ့ပုဂ္ဂိုလ်ရှိသေးရင်ကျွတ်မဲ့ပုဂ္ဂိုလ်ကြံသေးတယ်လို့ယုံထားတယ်နောက်တခါခမည်းတော်မကျွတ်ကြဘူးဆိုရင်တောင်မှငါပြောတာလေးကြားစဉ်ခဏမှာတန်ဝေကကလေးပြင်းထန်သာရရင်နောင်တစ်ချိန်မှာသူတို့ကျွတ်ဖို့မျိုးစေ့ဖြစ်လိမ့်မယ်ဒီအရိယသစ္စာဓမ္မတွေရဲ့တန်ဖိုးဟာတာမင်ညမဟုတ်ပါဘူးတာမင်ညမဟုတ်ပါဘူးဦးဇင်းတို့ပြောမယ်ဆိုရင်ပြောမကုန်နိုင်အောင်အဖို့တန်ပါတယ်အခုတလုံးချင်းလေးသူတော်ကောင်းတို့ပြောနေတော့ကိုနှလုံးသားထဲမှာတခါတည်းကိန်းအောင်ဝိပရိနာမထဒုက္ခမအမြဲတမ်းသူကနှိမ့်ဆက်နေဟုတ်ပြီနော်အဲ့တော့ငကိုခန့်ခိုင်မတည်နိုင်ပဲဆိုတာရုပ်လဲတည်တံ့ခိုင်ခံခြင်းမရှိဘူးနာမ်လဲတည်တံ့ခိုင်ခံခြင်းမရှိဘူးဒီကြားထဲဘယ်သူနှိမ့်ဆက်တာခံရသေးလဲဒီကြားတယ်နော်ကောင်းပြီအဲ့တော့ဦးဇင်းတို့တော်ကောင်းတို့ကဝိပဿနာဉာဏ်နဲ့ကြည့်ကြတော့မယ်ဆိုတော့ကျေးဇူးရှင်လေဒီဆရာတော်ဘုရားကြီးကကမ္မဌာနဒီပတိမှာသူဗာပြောလိုက်လေဆိုတော့ခင်ဗျားတို့ကျွတ်တို့ဟာဒီယုံ nant ဓမ္မသင်္ခါရအကြောင်းနော်သင်္ခါရဆိုတာပြုပြင်နေရတာအဖန်မှန်ပြုပြင်နေရတဲ့သင်္ခါရအကြောင်းကိုမသိတော့တဲ့ငါပြောတော့တဲ့ရောက်နေတဲ့လူမိုက်နဲ့လူယူနဲ့တူတယ်သူကတော့စာထဲမှာတော့သူနှမ်းလို့ပြောတယ်သူနှမ်းဆိုတော့ကြက်မပြည့်တဲ့လူပေါ့နော်ဘယ်တော့တဲ့ရောက်နေငါပြောတော့တဲ့ရောက်နေတဲ့ကြက်မပြည့်တဲ့လူနဲ့တူတယ်တဲ့ခင်ဗျားတို့ကျွတ်တော့အဲ့ဒီကြက်မပြည့်တဲ့လူကငါပြောပင်ကြီးတွေကြီးလိုက်တော့လုံးမကြီးတွေကပြောင်ပြီးချောနေတာအခွန်အခောက်အပွားတော့မရှိဘူးဆိုတော့ဟောလုံးဝကိုပွားတဲ့ညံ့တဲ့နေရာမရှိဘူးအမတန်အနစ်ကြီးပြေဝနေလို့ပြောင်ချောတင်းနေတာလို့သူကထင်းနေတာတဲ့အဲ့တော့ဆင်အုပ်လာကြားအုပ်လာဒီတော်တွေကသာခံချရင်ဘာမှပူစရာမလိုဘူးကွာတကယ်တော့ငါပြောမယ်ဆိုတာအနစ်ရှိလားရှိပါဘူးဗျာအကာလည်းမရှိဘူးအနစ်လည်းမရှိဘူးဟင်ဥတိုင်းကြီးသက်သက်ရှိတာဒါပေမဲ့ तू ကမသိဘူးတဲ့အာကိုတကြီးနဲ့ရှင်ဘရင်လည်းဂယုမဆိုင်ဘူးဟမ်ခြေသေးလည်းဂယုမဆိုင်ဘူးကြားလည်းဂယုမဆိုင်ဘူးဆင်အုပ်လည်းဂယုမဆိုင်ဘူးကွာလို့မန်ဝင့်နေတဲ့ပုဂ္ဂိုလ်နဲ့တူတယ်တဲ့ခင်ဗျားတို့အနှစ်မပါတဲ့ခန္ဓာဟမ်အပွေးလည်းခွာစရာမရှိဘူးအခောက်လည်းခွာစရာမရှိဘူးပြန်ကြည့်စမ်းခင်ဗျားတို့ခန္ဓာမှာဟမ်ဘာအနှစ်သာရရှိလဲကိုအရေကုန်နေခွာလိုက်အပေါ်ကအောက်ကသွေးအလိမ့်လိမ့်နဲ့အသားတွေထွက်လာအဲ့ဒီအရေကုန်တပုံပုံအသားတွေတပုံပုံအသွေးတွေတပုံပုံအကြောတွေတပုံပုံအယိုးတွေတပုံပုံဘာနှစ်ရှိလဲငါပြောပင်အခွန်ခွာသလိုပဲဟမ်မုံကြီးကတော့ချက်လို့ရတယ်ရှင်းလားခ
ခင်ဗျားတို့ခန္ဓာကိုယ်ကြီးမှာတေချာနှလုံးသွင်းဟမ်ဘာတစ်ခုမှအနည်းရှိဘူးအဲ့ဒါကြီးကိုအဟုတ်လုပ်ပြီးတော့စိန်နကနဲ့မှန်ဝဲဟမ်မာစီဒီစ်နဲ့မှန်ဝဲတိုက်ကြီးတာကြီးနဲ့မှန်ဝဲဝန်တာမယာမှာနေတယ်ဘယ်မှာနေတယ်ရှောက်ပြောဘယ်ဟာမှအနည်းကျင်ရသလားငါပြောတော်တဲ့ကနေလက်မထောင်းနေတဲ့ကြက်မပြည့်တဲ့လူတွေတဲ့ရှင်းလားဒုက္ခနာကိုဖြင့်ငကိုခန့်ခိုင်မတည်နိုင်မဲ့အမြဲရိမ့်ရိုင်ပြိုကွဲပျက်စီးနေတဲ့သဘောငကိုကလေးခိုင်ခန့်တည်တတ်ခြင်းအရာအလုံးကဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ဖြစ်လိုက်ပြက်လိုက်အစားထိုးလိုက်ရှင်းတယ်နော်ဟောင်းပြီအဲ့တော့ဦးဇင်းတို့သူတော်ကောင်းတို့လူတွေဒီသဘောကိုသိပြီးတော့မှမနေ့ကဦးဇင်းကဝိပဿနာရှုနည်းလေးမှာဥပမာလေးတစ်ခုပေးမယ်လို့ပြောခဲ့တယ်ဘာနဲ့ဥပမာလိတ်ခွန်အကျေးဇူးတင်ပါတယ်အဲ့လိုလေးမှတ်ထားပေးဦးဇင်းကဒီရပိုင်းမှတ်ညာကသိမကောင်းဘူးနော်ဟောဒီရပိုင်းဆိုတော့ကိုမကောင်းတော့တာပါကောင်းကနော်ခုနသူ့နန်းနဲ့နည်းနည်းပါသွားပြီနော်မမှတ်မိဘူးအဲ့တော့ခင်ဗျားတို့မှတ်ထားပေးမှဖြစ်မှာအဲ့တော့မနေ့ကဘာနဲ့ဥပမာပေးမယ်ပြောလိတ်ခွန်နဲ့ဥပမာပေးမယ်ပြောခဲ့တယ်နော်အဲ့တော့ဒါလေးကတော့ဦးဇင်းကဘာလို့ဝိပဿနာရှုနည်းလေးမှာသင်ပေးခြင်းတာလဲလို့မေးရင်ဒါဦးဇင်းကိုယ်တိုင်နှစ်ကာစိတ်ထဲမှာထဲဝင်ထူးထူးလေလေဟိုသိခွင့်ရခဲ့တဲ့မြင်ခွင့်ရခဲ့တဲ့တရားလေးတစ်ပုဒ်ဖြစ်နေလို့ပေါ့နော်ဒါဘယ်လိုလဲဆိုတော့ငယ်စဉ်ကအဲ့ဒီ5 6တန်းနဲ့တရားထိုင်တရားနာတော့ဖြစ်ပြမြင်ရင်တဘဝနှစ်ဘဝအပင်မလားဘူးဆိုတော့သိထားတော့ဥဒ္ဓမင်္ဂလာလည်းတဘဝနှစ်ဘဝလောက်မလားရင်ကိစ္စမရှိဟိုဘက်ကျတော့ဖြစ်ချင်ဖြစ်ပေါ်လိနော်ဗီဇညံ့တဲ့လူဆိုတော့တကယ်တည်းကိုအကြောင်းကိုပြောကိုအာမနာပါလည်းမပြောဘူးလို့တော့စာရီတော့ထွက်ထားတာပဲနိဒါပေမဲ့ကိုချီးမွမ်းတာနဲ့စာရင်တော့ဒါတော်ပါတယ်ဘာလို့ဆိုကိုအပြစ်ကိုပြန်ဝေဖန်နေရတာဟုတ်ရဟုတ်ဆိုငယ်တုန်းကတည်းကဦးဇင်းကိုစဉ်းစားကြည့်တယ်ဦးဇင်းအောက်ကညီမလောက်တဲ့လူကဘယ်တန်းစာမိုးဖြစ်တိရတော့နည်းလဲတိရအောင်လို့ဆိုတော့အမေကပြောတော့ဒုတိယတန်းလောက်လားတတိယတန်းလောက်လားစတုထလန်းလောက်တော့မမှတ်မိတော့အငယ်မတိရတာနဲ့ကိုတိရအောင်ဆိုပြီးတော့စိတ်ကူးရင်ငယ်ဘူးတယ်ဒါပေမဲ့နောက်တစ်ခါစာမိုးဖြစ်တော့အငယ်မတိမရတော့ငိုတယ်ကြည့်လိုက်တယ်ငါဒီတိုင်းနေဘာငိုစရာမလိုတိရပြီးမှနောက်ထပ်တိမရရင်ငိုရမယ်အတူတူတော့ဘယ်တော့မှတိရအောင်မလုပ်တော့ဘူးဆိုပြီးတော့စိတ်ဓာတ်ကအဲ့လိုမြင်မာတာတရားတွေကသိထားတယ်ဘာလို့သင်္ခါရမိုးကုံမြို့မှာမူလတန်းကျောင်းလေးတိရတော့ဘာဘသူကသိသွားမှာမလို့လှုပ်ရှုပ်ခံသွားဘာရမရအတန်းတက်ပြီးတာပဲစိတ်ဓာတ်ကခွန်အားမရှိတာပြောတာပါညံ့တာပြောတာညံ့တာနော်ဘာမလို့ချင်းသွားဘာလို့သူ့ကြည့်အများနဲ့ငိုနေရတာဟုတ်ခဏနေလူရည်ကြုံမဖြစ်လို့ငိုရဟောဗျာစာလဲတော်တယ်ပြောသေးငိုလဲငိုနေရသေးတယ်တို့စာမတော်တဲ့လူကပျော်လို့အပြဲတမ်းစာမွဲအောင်ချင်းထွက်ပြန်ပြီအောင်ပြီပျော်ပြန်ပြီသူ့ငိုပြန်ပြီဘာလို့နှစ်ဖြစ်လို့ငိုရသုံးဖြစ်လို့ငိုရတော့ပါလားအဲ့တော့သူမင်္ဂလာတို့ကငယ်ကလေးပါတယ်လို့ပဲဆိုရမလားဖြင်းတယ်လို့ပဲဆိုရဆိုကြဆိုအရေးကြီးတော့တို့ကသက်သာတိုင်းပြရလာတာသက်သာပြီးတာပဲနော်အဲ့တော့အဲ့ဒီမှာဝိပဿနာဉာဏ်လေးတွေပေါ့လေဖြစ်ပြမြင်ရင်တဘဝနှစ်ဘဝအပင်မလားဘူးဆိုတော့အဲ့လောက်ဆိုရင်လည်းမဆိုးဘူးဘိုးဗျာနော်အဲ့တော့ဖြစ်ပြလေးငယ်ကမြင်ထားရင်ကြီးရင်ငါလှုပ်ရှင်လှုပ်မှာပေါ့ကြံတော့ကိုအဲ့လိုကြံတာသူတော်ကောင်းကြံထားတာသဘောပါလားဘာလို့ဆိုတော့ကြီးလိုက်ငါသမလာကြီးလည်းလှုပ်ရှင်လှုပ်အောင်ပါအဲ့တော့ DSA တွေဘာတွေဝင်ဖြည့်ပြီးတော့သူများတတ်ချင်လည်းတတ်အောင်ပါဟုတ်ဗျာနော်ဘိုလ်ယူကလည်းယူနေသေးတာဟုတ်အဲ့တော့ကြီးလိုက်ငါလှုပ်ရှင်လှုပ်မှာအရေးကြီးတာဒီငယ်တုန်းဖြစ်ပြမြင်ထားရင်ပြီးရော
တော်တော်ရည်ရွယ်ချက်ကြီးတယ်နော်အဲ့ဒါတွေလိုက်အတုမခိုးနဲ့မကောင်းတာတွေပြောနေတာကောင်းတာပြောနေတာမဟုတ်ဘူးအဲ့တော့ဖြစ်ပျက်ကိုမြင်နေတာနော်ကြီးလာရင်ကြီးစိတ်ကိုဗျဟိုဟာလိုချင်ဒါလိုချင်ဟိုဟာကြိုက်ဒါကြိုက်ကလာတော့မှာဟိုအဲ့ဒါလဲကြိုသိတယ်ကိုစာရီကဖတ်ထားတော့သိနေတာဒါငယ်တော့မို့လို့ငါဘာမှမတောင်းတသေးတာကြီးလာရင်မိမလိုချင်ရတာနဲ့ဟုတ်ကလားဟိုအရေးဒီအရေးတောက်ချင်ရတာနဲ့ဟိုပျော်ပွဲဒီပျော်ပွဲသွားချင်ရတာလာအောင်မှာအိမ်မှာဆိုတော့မိခင်ဖခင်လက်အောက်မှာနေလို့သာမခုတ်တတ်တဲ့ကြောင်ကလေးလိုနေနေတာမလုတ်တတ်တာဘာမှမရှိဘူးမဟုတ်တာသင်မှမသင်ရပဲဟိုသင်ရသလားဟုတ်တာသာသင်လို့မတတ်တာမဟုတ်တာကြမသင်မဲနဲ့တတ်တယ်ရှင်းတယ်နော်ကဲအဲ့ဒီမှာကဲကြည့်ကြပါစို့ဖြစ်ပြမြင်ခြင်းလုံးအားကြီးတော့လူကြီးသူမတွေယဟန်တန်ဃာတွေတရားဆွေးနေအမြဲတမ်းချောင်းနာထောင်သူတို့ပြောတဲ့ကြားတာလေးတွေရှောက်လို့ပေါ့မမြင်ဘူးတရက်မှာတိုက်ဆိုင်ကိုကလည်းဝေဒနာအဓိကဥစဉ်တို့ဖြစ်နေတာကပင်ပန်းတရားထိုင်ရဘယ်လိုပင်ပန်းထိုင်ရတော့ဆိုတော့ဟောဒီညာဘက်ပေါင်အောက်မှာထိုင်လိုက်တိုင်းနားနေတယ်နာသွားတာလည်းအကြောင်းရှိတယ်အောက်မှာအလွန်ပြင်းထန်စွာနာနေပြီတရားချဖို့က15မိနစ်လောက်လိုသေးတယ်အဲ့တုန်းကဆရာတော်အမြဲတမ်းသတိပေးတယ်တရားချရန်15မိနစ်သာလိုပါတော့သည်ဟာ15မိနစ်တောင်ဆိုတော်တော်ကြိတ်အောင်ပါဒီမှာနာနေပြီချွေးတယ်လည်းပြန်နေပြီမိုးကုံမြို့မှာကိုအခုပြန်တဲ့လောက်ပြန်နေတာချွေးရတော်တော်နာနေတာဟုတ်အဲ့ဒါကိုအာကြိတ်ပြီးတော့လိမ့်ပိန်ခံလိုက်တော့ဘူးလုံးကြီးဖြစ်သွားတယ်အသက်ကြီးလုံးကြီးဖြစ်သွားတယ်အဲ့တော့တရားထိုင်တိုင်းနာတော့တာနော်အဲ့ဒီနာတဲ့ဝေဒနာနဲ့ထိုင်တိုင်းမှာဒုက္ခရောက်နေတာအဲ့ဒီမှာဆရာတော်ဘုရားကြီးကဝေဒနာနုပဒနာရှုနည်းပဲဟောနေတယ်အဲ့ဒါဒီလိတ်ခွန်ဥပမာဗျဘာဥပမာဗျလိတ်ခွန်ဥပမာဗျဆရာတော်ဘုရားကြီးကဝေဒနာပေါ်မှန်းသည်ဟုတ်ကဲ့လားအဲ့ဒီဝေဒနာရှိမရှိကြည်ပေးဒါမသိထားဘူးလားသိထားတော့ရှိမရှိကြည်သင်တော့သင်နေတာပဲဘယ်လိုကြည့်ရမှလည်းမသိဘူးဘယ်လိုမရှိမှလည်းမသိဘူးတကယ်လှုပ်ကြည့်တော့တကယ်လှုပ်ကြည့်တော့တကယ်လှုပ်တော့မလွယ်ဘူးအခုခင်ဗျားတို့ short note ပေါ့တိုနဲ့မြန်သိနိုင်တဲ့လမ်းတွေပေးထားပေမဲ့အဲ့ဒါကိုယ်တိုင်စ조사ပြီးကြည့်မှသိမှာအဲ့တော့နာတယ်နာလိုက်တာဦးဇင်းဘာလုပ်နေတော့ဆိုတော့အာယုံရဲ့အကြောင်းကိုသိတော့နာတဲ့စီကိုအာယုံမပို့ရင်နာတာတက်တာပဲပေါ့အဲ့တော့ခါလိုက်လဲအဲ့လိုလှုပ်လာတာကိုမလိမ့်တပတ်နဲ့နော်ဘာလို့ဆိုတော့ तू ကနာနေတယ် तू ကြည့်နေလေကြာလေနာလေ तू ကြည့်လေနာလေနော်မခံနိုင်လေဆိုတော့ तू မကြည့်ဘူးအာယုံတစ်ခုလွှဲထားတဲ့ဂါထာတစ်ခုရွတ်ချင်ရွတ်နေတဲ့စိတ်ထဲကနေဒါမှမဟုတ်စိတ်ကူးရင်ပြီးရုပ်ရှင်ရိုက်နေတယ်ပေါ့နော်စိတ်ကူးရင်ပြီးကြပြရေးချင်ရေးနေတယ်အဲ့လိုစိတ်ထဲကနေတစ်ခုအာယုံလွတ်ပလိုက်အဲ့နေရမရဘူးအောက်ကပြင်းထန်စွာနာနေပြီပူလိုက်တာလဲမိစားနဲ့ထိုးနေတယ်လို့ပဲပူလိုက်တာအဲ့တော့ဆရာတော်ဘုရားကြီးတရားကိုအားကိုးရတယ်ဆရာတော်ကြီးဘာပြောနေတော့သူ့ပဲအာယုံအမှန်တော့အာယုံလွှဲဖို့ကြိုးစားတာအဲ့ဒီမှာဆရာတော်ဘုရားကြီးကညာလိတ်ခွန်အောက်ဆွဲသွင်းกว่าဗါတဲ့ညာလိတ်ခွန်အောက်ဆွဲသွင်းလိတ်ခွန်ကြီးနဲ့တူတဲ့ညာအဲ့ဒီအောက်ဆွဲသွင်းกว่าဆရာတော်ကြီးအတန်ကနားထဲမှာကြားနေတယ်နားကတရားနာဟုတ်တယ်နော်အဲ့တော့ညာလိတ်ခွန်အောက်ဆွဲသွင်းကဆိုတော့လိတ်ကလေးကိုသူကဥပမာပေးတယ်ရန်သူမြေခွေးတွေကစားမလို့တောက်မလို့လာတဲ့ခါကျတော့ခေါင်းတွေရောလက်တွေရောခြေထောက်တွေရောသူဘာလုပ်လဲအခွန်အောက်ထဲဆွဲသွားတော့ဘာမှမမြင်ရတော့ဟုတ်ပြီနော်အဲ့တော့ခွေးရဆွဲဖို့နောက်ကဝိုင်းနေတယ်ဘေးကဝိုင်းနေတယ်သူဆွဲเสียရှာလို့မရဘူးအဲ့ဒါလိုပဲဥပမာလေးပေးပြီးတော့ခေါင်းတွေခြေထောက်တွေကိုသူ့အခွန်ကြီးအောက်ဆွဲသွင်းတယ်လို့မင်းတို့ကလည်းပေါ်လာတဲ့လောဘစိတ်ဒေါသစိတ်မောဟစိတ်ဒုက္ခဝေဒနာဒုက္ခဝေဒနာလိတ်ခွန်အောက်ဆွဲသွင်းဉာဏ်ကြီးကိုလိတ်ခွန်ကြီးလို့ဥပမာထားဆွဲသွင်းလိုက်ဆွဲသွင်းလိုက်တော့လိတ်ခွန်ကြီးနဲ့အုပ်လိုက်တော့သူကြောက်သွားတယ်မမြင်ရတော့ရိုးလေးပြောရင်တို့ကတော့အပေါ်ကနေတာလပတ်ကြီးအုပ်ချလိုက်အထက်ကကောင်ပြောက်သွားတယ်မရှိမှမသိတော့
အဲ့ဒီမှာဥစဉ်စိတ်ထဲမှာလည်းဒီနာနေတဲ့ဝေဒနာပျောက်ရင်ပြီးရောအဲ့လိုကြီးအုပ်လိုက်ရင်ဘာမသူဘာရှိမှမသိတော့ဘူးဆိုတာကိုညာထဲမှာဖြတ်ခနဲ့မြင်လာတော့ဝေဒနာကိုရဲရဲတင်းတင်းသွားကြည့်လိုက်အကျိတ်ကြီးတောင်ဖြစ်နေပြီပူလိုက်တာစူးလိုက်တာနာလိုက်တာပေတာဟုတ်နော်တစ်ခါတလေကျတော့ပေမရတယ်တစ်ခါတလေကျတော့လည်းပေတိုင်းမကောင်းဘူးကိုယ်စိတ်ဓာတ်ခွန်အားပေါ်ကိုကြည့်လို့ရှင်းလားအဲ့ဒါသင်တဲ့နေရာတော့ဦးဇင်းကတောင်းဆိုအောင်သင်ရမှာကျုပ်လိုပေးလို့ပြောတော့ခင်ဗျားတို့ကျုပ်လောက်ခွန်အားမရှိတဲ့လူတွေဆိုရင်ဘယ်လိုရမလဲနော်ပေလို့ရသွားတာလားဆိုတော့လည်းဒါအမှန်မဟုတ်ဘူးမပေဘဲနဲ့ကောရသလားဆိုတော့လည်းပြောလို့မဖြစ်ဘူးမေဇိမပရိပဒါမှာအဲ့ဒါမှတ်ထားဉာဏ်ရှိသလိုတော့အဲ့တော့အဲ့ဒီမှာဦးဇင်းကတော့ကိုယ်ပေတဲ့ကိုယ်ပြစ်ဒဏ်ပေါ့နော်ဦးဇင်းတို့ကအရှုံးမပေးခြင်းနဲ့စိတ်ရှိတယ်အဲ့တော့အဲ့ဒီအရှုံးမပေးကိုအရှုံးမပေးဘူးအဓိကအဲ့တော့အဲ့ဒီမှာသူများမပြင်မဲထိုင်နိုင်ရင်ငါလည်းမပြင်မဲထိုင်နိုင်ရမယ်သူများမငတ်ရင်ငါလည်းမငတ်ရဘူးကောင်းတဲ့လူကြည့်ရတာပေါ့တချို့စိတ်ဓာတ်ယုံညံ့တဲ့လူတွေကြရှိတယ်ဦးစင်းကတပည့်တော်တို့ကလာပြောနေတာတဲ့ရှေ့ရလူတွေငိုက်နေတာတဲ့ဟောဘောမအဲ့ဒါယုံညံ့တာကိုကောင်းစေခြင်းလို့ပြောနေပါလားမသိဘူးရှေ့ရလူတွေငိုက်နေတာတဲ့အဖွားကြီးတွေငိုက်နေကြတယ်မပြောဘူးတဲ့သူတို့ယောဂီတွေငိုက်နေကြလာပြောတယ်တဲ့သူเจ้าအောင်ယောဂီတွေဖြစ်အမြဲငိုက်နေတာဆိုเจ้าအောင်ယောဂီဆိုတာကသူက limit ကုန်သွားပြီကူလို့လည်းမရတော့ဘူးကဲလို့လည်းမရတော့ဘူးအားကုန်နေပြီအဲ့ဒါတွေအတုခိုးပြီးနောက်ကသူတို့လမ်းလိုက်ရင်သူတို့နောက်ပါသွားမှဆိုလို့နောက်ကယောဂီအစ်စ်ကိုဆွဲထုတ်တာနော်ငိုက်ပြီဆိုရင်ဒုံးနဲ့တော့ခောက်နော်ရက်တောင်ရှည်တစ်ချောင်းကင်ထားတယ်ဦးဇင်းကအမြဲတမ်းဒုံးနဲ့ခောက်ဆိုတော့အဲ့ဒီယောဂီတွေကဘလောက်ဆိုးလဲဆိုဘယ်ရက်ကတော့မပြောတော့ပါဘူးရှေ့ကငိုက်နေတာလည်းညှို့ထုတ်ပြတယ်အဲ့ဒါခောက်မလားတဲ့လို့ပုံပြောတယ်အဲ့ဒါဦးဇင်းကဒါလေးကြီးပြန်လာတယ်ပလင်မော်ရောက်မှပြောတယ်ကိုနိုင်တာလည်းပလင်မော်ရောက်မှအောက်ရောက်ယောဂီကိုမနိုင်ဘူးနော်ဘာလို့ဆိုဓမ္မဂရိကမလောက်လေးမလောက်စားအသက်ကငယ်ငယ်ဟုတ်အဲ့တော့တော့အခုမျက်နှာသားကြီးတင်းထားရတယ်ဆိုတာအဲ့ဒါပဲမကြောက်ကြောင်အောင်ကြောက်တာကဲအဲ့တော့လိတ်ခွန်အောင်ဆွဲသွင်းနော်အခွန်တစ်ခုနဲ့အုပ်လိုက်ရင်မမြင်ရတော့ဘူးမလားအဲ့တော့အဲ့ဒီတိုင်းပဲဒါလေးသဘောပေါက်လာတော့သူ့ကိုရဲရဲတင်းတင်းကြည့်လိုက်တဲ့အခါမှာခုနကဘူလုံးကြီးနဲ့ပူလောင်ပြီးတော့အမတန်ဒုက္ခရောက်နေတဲ့ဟာကိုဒီဘက်ကသရာထက်ဉာဏ်ထက်သတိအားကောင်းကောင်းဝရိယအားကောင်းကောင်းသမာဓိအားကောင်းကောင်းပညာအားကောင်းကောင်းသရာအားကောင်းကောင်းကိုယ်မှလက်နဲ့ကြီးတစ်ခုရထားသလိုစိတ်မှာယုံကြည်ချက်ကပါလာတယ်တခုနဲ့ဖြတ်အုပ်လိုက်ရင်ရတော့မှာပေါ့လေထင်းနေတာအဲ့တော့အဲ့ဒီတိုင်းပဲရဲရဲရင်ကြည့်လိုက်တဲ့အခါမှာအဲ့ဒီမှာပထမဦးဆုံးဘာသွားတွေ့တော့လို့ဆိုတော့အရင်ကအတုံးနဲ့အခဲနဲ့ဒီမှာကင်ကြည့်ရင်တောင်ကင်ပြလို့ရတယ်တချို့ကဝေဒနာကင်ပြလို့မရဘူးဆရာတော်ကဟောရင်ကျုပ်ကလေသတိရနေတာရွက်ကျင်တာဟုတ်ဗျာဘုန်းကြီးဟိုင်းမှာကင်ကြည့်ဆိုပြီးတော့ကိုယ်တင်မစုံအောက်ကဟာကြီးသွားပြကျင်နေတာဟောဒီမှာဘူးလုံးကြီးမှာနားနေတာမှာခဲလိုက်ကြီးဘယ်ချိန်ဆန်းရတယ်ကိုမသဘောမပေါက်ပဲဘူးနော်ဝေဒနာဆိုလိုက်ပါလေသဘောမှမပေါက်တာနားနေတာဟောတာကြီးနားနေတာလို့သွားထိုးပြကျင်တာနော်မပြခဲ့လို့ပြအယူဖြစ်အောင်ပါအဲ့ဒီအခဲကြီးကိုဒီဘက်ကရဲရဲရင်ကြည့်လိုက်တော့အခဲကြီးပြောင်းတယ်ဘာပြောင်းလဲဘာတွေ့နားနေတာလေးပဲတွေ့တယ်စူးစူးဝမ်းဝမ်းနားနေတာလေးပဲတွေ့တယ်တွေ့တော့မှအဲ့ဒါနားနေတဲ့ဟာပါလားနာယုံသက်ပါလားလို့ကြည့်လိုက်တော့ခုနညံလိတ်ခုံအောက်ဆိုတဲ့အတိုင်းပဲညံကအဲ့ဒီနေရာကိုလည်းကြည့်လိုက်ရောအဲ့ဒီအောက်ကဝေဒနာညံအောက်မှာပျောက်သွားသလိုနော်လိတ်ခွန်ကြီးအောက်မှာပျောက်သွားသလိုကြည့်လိုက်တယ်ရှာမတွေ့တော့ဟာဒါအပြစ်ထင်တယ်လို့ပြန်စဉ်းစားလိုက်တော့ဟိုကောင်းပြန်လာသဘောပါလား
ဒီဘက်ကိုအာယုံတစ်ခုလည်းပြောင်းလိုက်ရောဟိုကိုလိုချောပြန်လာလားစုကနေအမွေအပြည့်နဲ့ကြည့်ရင်ဆိုမျက်နာတွေပါလေရှုံမဲ့သွားလိမ့်မယ်ထင်တယ်တော်တော်ပြင်းပြင်းထန်ထန်ခံစားနေရတာဟုတ်ဗျအဲ့တော့ကြည့်လိုက်တော့ဟာနာပြန်ပြီဆိုတော့နာပြန်ပြီဆိုသူ့သွားပြန်ကြည့်တယ်ဟုတ်ပြီနော်ပထမဘာလေးသိတော့ဆိုတော့ခုနအလုံးကြီးအခဲကြီးမရှိတာသိတယ်အဲ့ဒီစူးစူးဝါးဝါးနာနေတာကိုပဲစိုက်ကြည့်လိုက်တယ်ပြုတ်သွားပြန်ဩလိတ်ခွန်အောင်ဆွဲသွင်းဆိုတာဒါထင်တယ်နော်ဟိုဖြစ်ဖြစ်တွေဘာတွေမသိသေးဘူးမရိပ်မိသေးဘူးဒါပေမဲ့ဒီကအခုမှပြောနိုင်တာကိုဗျသတိဝရိယသမာဓိပညာသဒ္ဒါဣန္ဒြေ၅ပါးဒါအခုမှပြောနိုင်တာအဲ့ဒီချိန်တော့မပြောနိုင်ပါဘူးစဉ်းစားချိန်လည်းမရပါဘူးနော်ကိုယ့်ဟာနဲ့ကိုယ်နှစ်ပန်းလုံးနေရတာကိုယ်ဝေဒနာနဲ့ကိုယ်အဲ့တော့သွားကြည့်လိုက်နာတဲ့အခဲကြီးပြောင်းနေတယ်အဲ့ဒါကိုကစိတ်ထဲမှာပီတိတစ်ခုဘာလို့ဆိုဒီအခဲကြီးနဲ့အမြဲတမ်းဒုက္ခရောက်နေတာဟုတ်အဲ့တော့အခဲမဟုတ်ဘူးဆိုတာသိသွားတော့စိတ်ထဲမှာပျော်နေတယ်ပျော်နေတော့တက်ကြွတဲ့စိတ်ဟာလားထက်မြက်တဲ့စိတ်နဲ့ကြည့်တော့နာတဲ့နေရာကြည့်တယ်ပျောက်သွားအဲ့တော့မှတဖြည်းဖြည်းသဘောပေါက်လာတယ်ဒီဘက်ကစိတ်ကူးလေးတစ်ခုအာယုံပြောင်းလိုက်သူကဝေဒနာကပေါ်လာလိုက်တခါသူ့ကိုရဲရဲတင်းတင်းသွားကြည့်လိုက်သူကပျောက်သွားလိုက်ဟုတ်ပြီနော်တခါဒီဘက်ကအာယုံလေးပေါ်အာယုံရောက်လာလိုက်သူကပေါ်လာလိုက်သူ့ရဲရဲတင်းတင်းပြန်ကြည့်လိုက်သူကပျောက်သွားလိုက်ဉာဏ်လိတ်ခွန်အောင်ဆွဲသွင်းလိတ်ခွန်ကြီးအောင်ရောက်သွားတော့ရှိသမျှအကုန်ပျောက်သွားဒါလေးကိုသိကြအောင်ပြောရရင်ဉာဏ်ဆိုတဲ့ခန္ဓာဒီနေရာရောက်သွားတော့ရှေ့ကနာနေတဲ့ဝေဒနာခန္ဓာကြီးရှိအောင်မလားဘာလို့ဆို तू ကအုပ်လိုက်တယ်လို့ပဲ तू ကနေရာယူလိုက်တဲ့ခါကျတော့ဒီနေရာမှာနာတယ်ဆိုတဲ့ဒေါမနတဝေဒနာလည်းဒီထဲပေါ်နေတာလေအဲ့ဒီထဲပေါ်နေတာကိုဒီထဲကနေပြန်ကြည့်တယ်ကိုယ်ပေါ်မှာပေါ်ရင်ကိုယ်ပေါ်သွားကြည့်လိုက်တယ်ဟုတ်ပြီနော်နာတာသိတဲ့စိတ်ကလေးအုပ်ပြီးကြည့်လိုက်တဲ့ခါကျတော့နာတာပျောက်တော့အဲ့တော့ဉာဏ်ခန္ဓာအစားထိုးလာတော့ရှိကအရှုခံခန္ဓာမရှိမှအရှုဉာဏ်လာငကောကအရှုဉာဏ်ကဒီလိုရဲရဲတင်းတင်းဝင်ရောက်ပြီးတော့မသိမ့်ပိုက်နိုင်တော့နော်နားနေတာတတ်သိနေတာတတ်တစ်ထပ်ထဲမကြောက်ဘူးနားတယ်ဆိုတော့ပေါင်ကနားတယ်မနှောကနေအဲ့ဒီနားတဲ့စိတ်ကိုယူပြီးတော့နာပြီးရင်နားနေတာဒီချက်သဘောပေါက်အောင်လုပ်စမ်းပါဟမ်ကိုယ့်ကိုနားလေတယ်ခင်ဗျားတို့ကိုနားလေအောင်ရှင်းရတာကြတော့တော်တော်ခက်နေတယ်ပထမပေါင်ကနာနေတယ်နော်ပေါင်ဆိုခင်ဗျားတို့ပြခက်နေလက်ကနာနေတယ်ဆိုကြပါလက်ကနာတာကိုဘယ်အသိမနှောအသိပြီးဆက်ခံစားနေတာခံစားတော့ဒီအနာမပြောက်ဘူးဒီအနာပြောက်သွားမှလည်းမသိဘူးရှင်းတယ်နော်အခုကနာပြတဲ့ဝေဒနာကလက်ကခံစားနေတာကမနှောကဆိုတော့မနှောမှာကဉာဏ်အပြည့်ဝထည့်ပြီးတော့နာတာပါလဲလို့ကြည့်လိုက်တဲ့အခါသူ့ကိုဆက်မခံစားတော့တဲ့အတွက်ဒီနာတဲ့ခန္ဓာကိုအုပ်ပြီးသားဖြစ်သွားဉာဏ်နဲ့အုပ်လိုက်တယ်လို့မနှောစီကိုယူမလာတော့ဘူးနာတာကိုသဘောပေါက်သလားအဲ့ဒီမှာကိုယ်သာနာပါစေစိတ်မနာပါစေနဲ့ဆိုတဲ့သဘောတရားလေးတွေအကုန်တောင်းကနေတစ်ထပ်ကြီးသဘောပေါက်သွားတော့တာဉာဏ်ထဲမှာပွင့်သွားတာတစ်ချက်မြင်သွားတော့ပွင့်သွားတော့မနှောမှာအာယုံဆိုင်နေရင်ဟိုကနာတာမရှိဘူးဟိုကနာတာအာယုံဆိုင်ရင်မနှောမှာနာတာမရှိဘူးအဲ့ဒီတဏှာကြီးတွဲမှာသဘောပေါက်နေတာရှင်းသလားဒါမှမဟုတ်ဥရိယဝေယဉာဏ်ကိုဖြစ်မှန်ပြက်မှန်သိတဲ့ဉာဏ်လို့ဒီလိုပြောတာအဲ့တော့နာပေါင်းနာနေတယ်လက်ကနာနေတာလေနာတဲ့အခဲလေးကြည့်တယ်စိတ်နဲ့ကြည့်တာနော်မျက်လုံးနဲ့ကြည့်တာမဟုတ်ဘူးအဲ့တော့ဉာဏ်နဲ့ကြည့်လိုက်တယ်သူ့ကိုလမ်းကြည့်လိုက်တဲ့အချိန်ကျ तू မရှိဘူးဟုတ်ပြီနော်ဒါပေမဲ့နာနာခံစားတဲ့စိတ်ဒီမှာပေါ်တယ်ဒီလမ်းကြည့်တယ် तू မရှိတော့ဘူးဉာဏ်နဲ့လိုက်အုပ်နေတယ်တစ်စင်းပြီးတစ်စင်းသဘောပေါက်လာတာယုတ်ကနာနေတာကိုကြည့်တယ်အဲ့ဒီနာနေတဲ့ခန္ဓာမှာနာနေတဲ့သဘောကိုကြည့်ပြီးတော့ဉာဏ်နဲ့ကြည့်လိုက်တယ်နာတာပျောက်သွားမနှောကတခါပူပန်တဲ့စိတ်ပေါ်လာတယ်ပူပန်တဲ့စိတ်တခါပြန်ကြည့်တယ်အစားတော့ကတော့ဒီဘက်လာလိုက်ဟိုဘက်ကူးလိုက်နော်ဒီတစ်ခုတည်းကိုရှုနေတာအခုကကျတော့ဒီမှာပေါ်တာဒီမှာရှုတယ်ဒီ
ဒီမှာပေါ့လားဒီမှာဆိုတာပေါင်မနာနေတာကိုပေါင်မသွားရှုလိုက်တယ်ရှုပြီးကြည့်ပြီးသွားပြီမနှောကနာလာတယ်ဘယ်ပြန်တော့မနှောပြန်ရှုတယ်အဲ့တော့ညာလိတ်ခွန်ကြီးကတစ်ခါဆက်တိုက်မနှောမှလာပြီးခံစားနေရတာကိုလည်းမနှောမှကြည့်လိုက်တယ်မရှိဘူးပေါင်မနာတာခံစားတာကိုလည်းပေါင်သွားကြည့်တယ်မရှိဘူးဆိုတော့အဲ့လိုနာတာတွေကိုညာနဲ့ကြည့်တိုင်းမရှိတာကြီးပဲတထက်တဲ့တွေ့နေရင်ဘုရားတို့စိတ်แท้ရှိတဲ့အတိုင်းပြောကြည့်စမ်းအဲ့တော့ဘာဖြစ်လာမလဲဘာဖြစ်လာမလဲဟမ်ဝိပဿနာတွေဟောတာဟောနေရတာလောက်ကောလောက်ကြရလားမသိပါဘူးဘုရားတို့အဖြေတွေမှာမလောက်တာထွက်အဲ့ခင်ဗျားတို့ theory တွေရွတ်နေတာခင်ဗျားတို့ရွတ်နေတာ theory လက်တွေ့ဘဝမဆန်လက်တွေ့ရသူ့မင်္ဂလာအဲ့ဒါနဲ့တော်တော်ဆင်းရဲနေတာဗျဟမ်ချွေးပြန်အောင်ဆင်းရဲနေတာအဲ့တော့နာတဲ့ပေါင်ကိုသွားကြည့်တယ်နာတာပျောက်သွားတယ်စိတ်ကခံစားနေတာကိုကြည့်တယ်စိတ်မှာပျောက်သွားတယ်တွေးလိုက်တော့ဘာဖြစ်လဲပျော်လာတာမှတ်ထားနော်ခင်ဗျားတို့ဟိုနာကွာအေးချမ်းတာတွေဘာတွေအသာထားအရင်ဆုံးပျော်လာတာဖြစ်ပြယွန်းတာတွေမုန်းတာတွေဘေးဖယ်တာအောင်အရင်ဆုံးကဖြစ်ပြမြင်ရင်ပျော်အောင်မှာရှင်းလားအနမတ္တကသန္တရာမှာတခါဘူးမှမမြင်ဘူးတဲ့အနိစ္စလက္ခဏာမြင်လိုက်တဲ့စိတ်မြင်လိုက်တဲ့ဉာဏ်ပေါ်လာရင်ခင်ဗျားတို့အတိုင်းမသိပျော်အောင်မှာစိတ်တွေကြည်ရုပ်တွေကြည်ဆိုထက်မြက်လာပြီထက်မြက်လာတော့စိုးစိုက်သူလာတယ်ကြည့်လိုက်တယ်မရှိဘူးသူလာတယ်ကြည့်လိုက်တယ်မရှိဘူးဆိုတော့နောက်ဆုံးအဲ့ဒီပြင်းထန်တဲ့ဝေဒနာကိုကြည်ရင်ဒီကပီတိစိတ်အဟုန်လွှမ်းမိုးလာတော့ဖြတ်ဆိုကြည့်တယ်ဟိုကောင်မရှိတော့နောက်ထပ်လုံးဝမနာတော့အဲ့အခဲလည်းမရှိတော့တစ်ချိန်လုံးနှိမ့်ဆက်နေတဲ့ဝေဒနာဘယ်သူနဲ့ရှင်းတာညာနဲ့ရှင်းတာစောစောတုန်းကရှင်းလို့မရဘူးကိုသူ့သဘောကိုသိသွားတော့သူ့မှာစွဲလန်းနေတဲ့စိတ်လည်းမရှိတော့ဥပါဒဏ်နဲ့ခန္ဓာဆိုတာအဲ့ဒါပေါင်ကြီးကခုနေတာမဟုတ်ဘူးဥပါဒဏ်ကခုနေတာထိုင်တိုင်းနာနေတာမဟုတ်ဘူးဥပါဒဏ်ကနာနေတာသဘောပါသလားအဲ့ဒါအတုံးခဲမရှိဘူးအဆိုင်ခဲမရှိဘူးလို့နောက်ကညံကတထက်ထဲအုပ်မိသွားတဲ့အခါညံလိတ်ခွန်အောက်ဆွဲသွင်းပြောတယ်မလားဆွဲသွင်းဆိုတာအဲ့ဒီပေါ်တဲ့ခန္ဓာနဲ့အရှုခံခန္ဓာနဲ့အရှုညံကတထက်ထဲအရှုခံနေရာကိုဘာဝင်လာတော့အရှုညံဝင်လာတဲ့ခါကျသူ့အပေါ်အုပ်ပြီးသားဖြစ်သွားတယ်အဲ့ဒီဟာလေးသဘောပေါက်သွားတော့ဒါလေးအုပ်မိပြီဆိုရင်ရှေ့ကအရှုခံပျောက်သွားပြီလို့ရိပ်မိလာတဲ့ခါကျတော့သူ့ဆက်ပြီးတော့နောက်ကသတိပညာနဲ့လိုက်သွားလိုက်တဲ့အခါကြည့်လိုက်တယ်မရှိဘူးကြည့်လိုက်တယ်မရှိဘူးပြောလာတော့ဟိုတိုက်ပွဲတိုက်နေတဲ့စစ်သူကြီးဟာတစ်ချက်ပြစ်လိုက်တယောက်ကျသွားလိုက်တစ်ချက်ပြစ်လိုက်တယောက်ကျသွားလိုက်ဆိုရင်အဲ့ဒီကောင်ကြောက်ပြီးနောက်ဆုံးသွားမလားရှေ့တိုးရဲစွမ်းတတ္တိတွေထက်မြက်လာအဲ့တော့စောစောတုန်းကတွတ်ဆုပ်နဲ့ရှုနေရတာသူနဲ့တိုက်တိုင်းရှုံးခဲ့တာဝေဒနာနာလို့ကြည်တိုင်းရှုံးတယ်ချွေးတွေပြန်လာတယ်တွန့်လိန်လာတယ်မပြင်းကျင်လို့သာမပြင်းတာမပြင်းဘူးကွာကိုယ်စိတ်ကတော့မပြင်းဘူးမပြင်းတော့သူ့ကိုအာယုံလဲစားရသူ့ကြည့်ပြီးတော့နားတယ်အမှတ်ရချွေးသည်ချွေးပေါက်ကြတဏှာကြီးပြည့်ပါစေထိုင်ဆောင်နေရတယ်ဘယ်ဝိပဿနာဉာဏ်မှမလာဘူးဟုတ်ပြီနော်ဒါပေမဲ့အဲ့ဒီလိုရွတ်ချွန်မဆုတ်မနစ်ဆက်လက်ကြိုးစားခဲ့တဲ့တတ္တိကြောင့်သူ့သဘောကိုမြင်လာဒါပေမဲ့ဥစဉ်ကအဲ့တိုင်းမြင်လို့ခင်ဗျားတို့အဲ့တိုင်းပဲပေကြလို့တရသေးမပြောဘူးနော်ဟုတ်ပြီနော်ညံထက်တဲ့လူကတော့အဲ့လိုပေစရာမလိုပဲနဲ့မြင်သွားမှာပေါ့အခုလောက်ပြောတယ်ဆိုရင်ကိုမျက်လုံးမိတ်ကြည့်သိသွားနိုင်တဲ့လူတွေရှိတယ်
ဘောပါသလားဒါကတော့ကိုကိလေသာအထူအပါပုံမှာမူတည်တယ်စင်စင်ရဲအားထုတ်ပြီးခက်ခဲမှရမယ်ပုဂ္ဂိုလ်ကလည်းရှိရင်ရှိမယ်အဲ့လိုလူမျိုးကြတော့ကျုပ်တို့လျှောက်တဲ့လမ်းမျိုးပဲလျှောက်အောင်ပါပဲနော်အပင်မခံမရှင်းမသိဘူးမတွေ့ဘူးတချို့ကြတော့လဲသက်တောင့်သက်သာလေးအားထုတ်ပြီးမြန်ရသွားတာလဲရှိနေတာပဲဒါပေမဲ့လူတဦးနဲ့တဦးစံခြင်းအတူအခုဥစဉ်သဘောပေါက်လာပုံကတော့ညံအောက်ဆွဲသွင်းဆိုတော့အောက်ထဲကိုလာခဲ့လို့ဆွဲသွင်းနေရတာလားသူရှိတဲ့နေရာကြည့်လိုက်တာလားအလိုသဘောကိုလည်းသိအောင်လိုသေးတယ်အဲ့တော့ညာလိတ်ခွန်ကြီးကိုဥစဉ်ကသဘောပေါက်တော့အဲ့ဒီတရားလေးကိုမျက်နှိုးလိုက်တာလေဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနေ့ကတရားထိုင်ပြီးတော့တရားအားထုတ်ပြီးတော့တရားချတဲ့အချိန်မှာကိုယ်အမြဲတမ်းခံစားနေရတဲ့အဲ့ဒီဝေဒနာကြီးကမရှိတော့နောင်ပြန်ထိုင်တော့လည်းမလာတော့မလာပါစေတော့ဆူတောင်းနေတယ်ကိုကဘာလို့ရှုကျင်လို့ဟမ်အကျိုးယောဂီတွေလာပါတယ်ဥစဉ်တို့ကဒီလိုဖြတ်သန်းလာခဲ့တာဆိုတော့ဥစဉ်နဲ့တပိတော့ခါတိုင်းတနာရီဆိုနာတာတဲ့အခုမနာတော့လို့2နာရီထိုင်ရတယ်ဩမင်းတို့ကနာမဝေဒနာထင်နေကြအိုးအဲ့တော့ငါမူကြိုတုံးကလို့ပဲဟမ်မနာတာလဲဝေဒနာမှမသိဘူးချမ်းသာနေတာလဲပါလဲဝေဒနာဆင်းရဲတာလဲချမ်းသာမဟုတ်ဆင်းရဲမဟုတ်လဲဝေဒနာသဘောကိုမသိတော့နာမဝေဒနာထင်တော့မနာနာအောင်လှုပ်ထိုင်ရတယ်ဆိုကြတဲ့တင်းညံမဟုတ်သေးဘူးဒါပေမဲ့ကိုလည်းအဲ့ဒီလမ်းလျှောက်လာတာပဲဟမ်ဒါကြီးမရှိတော့ပဲတစ်ခါတလေနှမျောတောင်နေသေးတယ်ငါဘာရှုအောင်မသိဘူးကိုခင်ဗျားတို့အာနာပါနပေးနေတာအဲ့ဒါတစ်ခါလေညံနှုတ်လို့ရှုเสียရှုွက်ပြောင်းနေအာနာပါနနဲ့နေဦးဇင်းတို့မှာလမ်းပေါင်းစုံရှာထားတာဟမ်တဏှာကြီးနေလို့လည်း तू ကမလာတော့မခုပြန်ဘယ်လောက်ထိုင် तू ကမလာတော့ခါတိုင်းတော့ခုထားတာအောက်ကနေကူကြီးဓာတ်ယူဘယ်လောက်များမိုက်လို့ဆိုငါဓာတ်နဲ့လိထုတ်ပလိုက်မလားတော့စဉ်းစားတယ်တရားကိုဖြောင်းဖြောင်းထိုင်နေလို့ဒီလောက်တော့ရှိတာငါဓာတ်နဲ့လိထုတ်ပလိုက်ပဲစမ်းသေးတာနော်အဲ့ဒီလိုသာမမြင်ခဲ့လို့မပြောက်သွားရင်ဒါကျုပ်ခုချက်လောက်ဆိုလှိပြီအဲ့ဒီကောင်မိုက်တယ်သူမင်္ဂလာတယ်တော့မိုက်တဲ့ကောင်သဘောပါတယ်နော်အခုခင်ဗျားတို့သိစေချင်တာတကယ်ညံလိတ်ခွန်အောင်ဆွဲသွင်းဆိုတာကိုကဆွဲပြီးတော့ဟိုစာတဲ့ပြောတဲ့အတိုင်းလိုက်ဆွဲသွင်းနေရတာတော့မဟုတ်ဘူးဒါပေမဲ့ပေါ်တဲ့နေရာရှုတဲ့အခါမှာညံကသူ့နေရာဝင်သွားတယ်ဆိုတာလေးသဘောပေါက်ဖို့ညံအရာမှာကနော်ဦးဇင်းတို့ကအဲ့လိုသဘောပေါက်ခဲ့တာမဟုတ်ဘူးကိုကျင့်ရင်လှုပ်ရင်းနဲ့မှအခုပြောနိုင်တယ်ဆိုတာကအဲ့ဒီတုန်းကမြင်ထားလို့ပြောနိုင်တာပေါ့ဟင်ခုကြမှာလှုပ်ဆိုရင်လည်းဟုတ်ချင်မှဟုတ်တော့မှာဘောပါသလားအဲ့တော့စဉ်းစားနော်ခန္ဓာရှေ့ခန္ဓာပေါ်နေတဲ့နေရာကိုနောက်ကအရှုခံနေရာကိုဘာနဲ့ရှုအရှုခံနဲ့အရှုညာတစ်ထပ်သေးတဏှာထဲသွားကြရင်အရှုညာလာရင်ရှုခံမရှိတော့ဘူးတကယ်တော့ညာလိတ်ခွန်အောင်ဆိုတာဒါပဲအဲ့တော့ညာကအင်အားကြီးလာတဲ့အခါရှေ့ကအရှုခံပြီးပျောက်သွားတာကိုရိပ်မိလာတယ်ဟုတ်ပြီနော်ရိပ်မိရာကမှတခါဖြည်းဖြည်းချင်းညံရင့်ကျက်လာမှပိုင်နိုင်ပိုင်းခြားပြီးတိလာသူ့ဆင့်နဲ့သူသွားတာမရိပ်မိသေးပဲနဲ့အပိုင်တိတဲ့အသိစီကိုဘလောက်မြန်ပထမရိပ်မိတယ်အော်ဒီလိုစိုက်ကြည့်လိုက်တဲ့ဒိုင်းအော်ဒါညံထက်တယ်လို့ညံနှုတ်တဲ့လူကြတော့တစ်ရက်နဲ့လည်းရရင်မှရမယ်နှစ်ရက်နဲ့လည်းရရင်မှရမယ်ဟုတ်ကလား9ရက်လည်းကြာရင်ကြာမယ်9နှစ်လည်းကြာချင်းကြာမယ်သဘောပေါက်သလားဒါပေမဲ့သဘောတရားကတော့ဒီတိုင်းပဲသဘောပေါက်သလားဒါမှမဟုတ်သဘောပါလားဆိုဦးဇင်းတို့သင်ပေးရတာကသဘောပဲသင်ပေးရတယ်ဘာပဲသင်တယ်သဘောပဲသင်တယ်အားထုတ်တာတော့ဘသူကိုယ်တိုင်အားထုတ်ရမှာအဲ့တော့သူ့ရဲ့သဘောကိုကြည့်တော့မှဒီအလုံးထည်ကြီးငကိုယ်တော့ကနာလိုက်တာတုံးခဲနဲ့နာနေတာနော်ဒီဘက်ကရဲသူ့ပေါ်သွားမကြည့်ရဲတော့အဝေးကြီးကြည့်မနှောကနေကြည့်နေတာဟုတ်ဗျအဲ့တော့ကြည့်နေတဲ့ခါကျတော့အဲ့နာရာကြီးကိုမတို့ရဲမထိရဲကြည့်လိုက်တိုင်းနာလိုက်တိုင်းတွန့်ဆုတ်လာနာလိုက်တိုင်းတွန့်ဆုတ်လာတယ်ဘာလို့တဏှာနဲ့ခံစားတယ်မာနနဲ့ခံစားတယ်ဒိဋ္ဌိနဲ့ခံစားတယ်ပြောအဲ့တော့ကြည့်နေတယ်ဘသူနာနေတာလို့ငါနာနေတာဒီအတုံးခဲကြီးကဘသူခဲကြီးလို့ငါခဲကြီးငါဟာ
Kameroji me, Pongi me, Era Mobuka me, the Bobio, Shimpiano, the Bodima, Tony Caniara, Mana, Mudubiolo, and Lemcam. Well, the go Caniara, let we go. Go near them, Miama Gazazuro, Truale, the Bobe Biopiana. Shinno, Natanya no need, Cameroja. Take Kaya came, Piem Bogore, Biemuvia, Yene Lodo Jonglu. I need a lamawin. Maditi of do low. Did I have it there? And they saw Logo and they saw Kunya and Mumiam. Camero and Nesa beyond the Joke and Nesa Pin, and I'm a Gina. And a payar. Let's see the Lemmy out. Down the Pauto Lumia. Panadiam. We bought the now. The gay look siege in Lulu. I don't consider. Your opinion, you know. Eh? What about that? Hello, this is Jenaga. Did the ball, Divo, Suro. Togo, Suicide, Machi, Vene. Toro 22 the ball, Mammy. Hello, Kuna, Ubama lady, Sura, like Kona Kaita, Ubamalia, Kunyangu, Puen Lindsay. Uzin Yangu, Puen Bigadaga. Lake Horn out, sweat twins to the day. Yan Lake Horn out, sweat twins to Dinya, Nachinida, Chinida, Bao Chinida, with an hour Chinida, Nachi Vilo, Ye Tendin Chile, Cajaro. To Piao Piao Dora, the Piri Yimida. So the Miami Tena Chinida, Napi, Naye. Well, Dubo Shura Mogu, do like Kanzani. A shoe yam of Pipene. A shoe candy wear Seka pin. 3 pina about. 3 pina bala, Cajaro, Pina Melone Gide Cajaro, Kuna Namu the body, Nara that Nana side. Na Golemobu, Na Halemobu, Na Salemo. The Bopaula. The Becoa do Piabazi, Sudan, Duga Nago Pieni Vidala. Pieni Pieni Yalo, Yan no Madibu. Yan Tema, did it. Yan Tebos or let the Rita, Oria Sai, Pina Neji. There are Indri, Pina Indri. Eh? Oria Indri, the Mari Indri, the D Indri, Ni Duana. Indri Nima. Now Indri Diao, who's in a Congo, you animal, Bopa. The Rima Miedi, Madi. Waria Matataine. Waria Masomani. Shoe Yevo do it, shoot up Hulu. The body are later Kutaku, a Luena Gumami and Naimuso and Dua, Mamimi on Sharo Mau. Oh, we know? And not him, Lulu Gugu, was not the Beda, I see 2 doors a glee body. Hogla. I do it, I will do him, delight. Delight or do it, Tides a body chima, do it as a. Elaja Kunalo with an arena and a ban lonism, Piazzo. Me and Luera Bo. General. And a little Gutina and a Lude, a tall back. Was no man dying me who do it doors they go to walk out. Chibiame do a piano piano. Shinra, Mabiamedi and Luadugan and Dularale, and a Lude Danilo, Mayau, 2 parami Kudo net Dulara, Daliro Mamene. Now, Kuna Manoba believe the walk out had 20 on our 20 Valalo Dilet and a 2 Sega, a shield. And I lay Jamie Dora Luja, Kuna with an Ashura Lama Pay Mamu Bo. Masay Lebola or Shio or Naja Lulu Yaula. A the ball by Tara to Kuna with another volley by Dwabi. The Joala shouted, the video state or shooter dead, Pony Biore with an Ajam shooter. As a may shoot a sika, Mapai the Lu. Did it, Joy, Mamma the Lu. The body Ajenga, a Tudu. With an alu web your sailor web your the Bojinga, Duru way, a count a shira, the Bojira. A go long of your Uji Babia. Bena Qua, a go long, a go dame, Uji, Bahama, and name about Tinagela. Now, with an abobo, say Bobo, Patama, Boma, the now she me she be a beyond Luere no. Loaded the Asanita Jaguna, Yan Lake Con out sweat in the loop. Eh?
ဒီခန္ဓာ၅ပါးလိတ်ခွန်အောက်ဆွဲသွင်းလိုက်တဲ့အခါအရှုဉဏ်လာတော့အရှုကံအရှုဉဏ်လာတော့အရှုကံအဲ့တော့ရှုဉဏ်နဲ့ကြည်တိုင်းမှာအရှုခံကတွေ့ရမှာလားမတွေ့ရဘူးလားအဲ့တော့ကြည်လိုက်တယ်မရှိဘူးကြည်လိုက်တယ်မရှိဘူးဒီနေရာမှာဉဏ်ပဲရှိနေတယ်အရှုဉဏ်ပဲရှိနေတယ်အရှုခံကရှင်းသလားမရှိဘူးတဲ့မြေမှာများလာရင်ဖြစ်ပျက်ကိုသဘောပေါက်လာအဲ့ဒီဖြစ်ပျက်မြင်တဲ့ဉာဏ်ရင့်လာမှမှန်လာမှဝိပဿနာသမာဓိဋ္ဌိဖြစ်တယ်ကျင်သလားအဲ့တော့ဒီနေ့ဟောနေတဲ့တရားတွေကဘာသမာဓိဋ္ဌိတော့ဟောနေတာဝိပဿနာအမြင်မှန်ရဖို့ဟောနေတာကျင်ကလားသဘောပေါက်သလားဒါဖြင့်စူးစိုက်ကြည့်မှထိုးတွင်းမြင်မှပိုင်းခြားသိမယ်ဘယ်သူကိုယ်တိုင်သိရမှာမသိမချင်းအထုတ်မမြင်မချင်းအထုတ်နော်အဲ့တော့စိတ်ဓာနုပဒနာဝေဒနာနုပဒနာသူ့အပိုင်းလေးတွေနဲ့သူမနေ့ကပင့်ကိုမနေ့ကဥပမာပြပြီးတော့ဒါဝိပဿနာရှုနည်းအခြေခံဒီနေ့လိတ်ခွန်ကြီးဥပမာပြတဆင့်တက်တယ်ရှင်းတယ်နော်အဲ့နောက်ပိုင်းကျတော့လိုအပ်တာလေးတွေဦးဇင်းတို့မှတ်ထားလေ့လာထားသိရှိထားတာလေးတွေသူတော်ကောင်းတို့ကိုအိတ်သွန်ဖာမောက်ပြန်ပြီးတော့နော်ကျေးဇူးဆပ်နေမယ်အဲ့တော့သူတော်ကောင်းတို့အနေနဲ့ဦးဇင်းတို့ဟောလိုက်တဲ့တရားတွေကိုပြန်ပြီးတော့ကိုယ်တိုင်ဆင်ခြင်ပါဆင်ခြင်လို့ကိုကြိုက်တဲ့တရားကိုပွားများပါဟုတ်ပြီလားကဲဒါဖြင့်အလုံးခန္ဓာဘယ်နှပါးမြဲတဲ့တရားတွေလားမမြဲတဲ့တရားတွေကိုကအမြဲတမ်းသင်္ခါရတရားတော့အမြဲပြင်နေရတာအဲ့တော့ခုနကလိတ်ခွန်အောက်ကြီးမှာဥစဉ်ဘာလို့ရဲသွင်းရဲလဲဆိုသင်္ခါရအကြောင်းကိုသဘောပေါက်လာတဲ့အခါကျတော့ဒီဝေဒနာကြီးကအမြဲရှိနေတာမဟုတ်ဘူးဟမ်ဘာလို့ဆိုကိုအာယုံလွဲလိုက်တဲ့အချိန် तू မရှိဘူးမရှိတာကြီးကိုကိုကအရှိထင်နေတာတကယ်တော့ပြန်ကြည့်ရရှိနေတယ်ဆိုတော့ तू အမြဲရှိနေတယ်လို့ထင်တာတကယ်တော့အမြဲရှိနေတာမဟုတ်ဘူးဆိုတာသဘောပေါက်လာတော့ဉာဏ်လိတ်ခွန်ကတန်မာလာအာကောင်းလာတယ်အာကောင်းလာတော့ဒင်းရဲတင်းကြည့်လိုက်တယ်သင်္ခါရသဘောပေါက်လို့ရဲကြည့်ရဲတာရှင်းသလားဘယ်ဟာမှခိုင်ခန့်နေတာမရှိဘူးအလုံးအထည်ပုံသဏ္ဍာန်မရှိဘူးအလုံးကသဘောလေးဖြစ်ပြီးသဘောလေးပြန်နာတဲ့သဘောလေးပဲသဘောပေါက်လာတော့ညလိတ်ခွန်ကြီးကတန်မာလာတော့သူ့ကိုရဲတင်းကြည့်လိုက်တယ်အုတ်ချလိုက်မရှိတော့အုတ်ချလိုက်တယ်မရှိတော့ကျင်သလားဒါကသဘောတရားတစ်ခုဟုတ်ပြီနော်အဲ့ဒီသဘောကိုမြင်အောင်ကြည့်နေမယ်ဆိုရင်လည်းဝိပဿနာအမြင်မှရနိုင်မရနိုင်ရနိုင်ပါတယ်လို့ယုံကြည်နဲ့ကြိုးစားပြီးတော့ကြည့်ကြပါအဲ့တော့ဘယ်ဝေဒနာပေါ်ဒုက္ခဥပေက္ခကြိုက်တာလားဖြစ်ပြီးရင်ကဲဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာလာရင်တဏမာနဒိဋ္ဌိငါကိုငါဟာငါဥစ္စာဆိုတာဒီလာအောင်မလားမလာရင်သိတာကနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကြိုက်အေးကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကြိုက်မှသာလျင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလာလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ကလေးမှာကိုယ်ဒုက္ခကိုလက်ဆသိမ့်နိုင်အောင်ဝိပရိနာမမပြတ်ဖောက်ပြန်ပြည့်စည်နေတာကိုကိုယ်ပိုင်ဉာဏ်နဲ့ကိုယ်တိုင်မြင်အောင်ကြည့်ကြပါလို့တိုက်တွန်းရင်းနဲ့ဒီနေ့ဒီမြနဲ့ပဲနားကြစို့